ဒီဟာလေးကတော့ group 1အတွက်ပဲဖြစ်ပါတယ်ဆိုတော့ group 1သမားလေးတွေအနေနဲ့ပေါ့နော်ကောင်းမွန်တဲ့ဒီအစပြောခြင်းလေးတွေပေါ့နော်ကောင်းမွန်တဲ့အစပြောခြင်းလေးတွေပို့ပြီးတော့မှရောက်လာတော့မယ်လို့ခံစားရပါတယ်เนาะကိုရီရဲ့ဒီချစ်ချင်းမေတ္တာပေါ့နော်ဒီ relationship နှစ်ခုကြားထဲမှာဆိုလို့ရှိရင်เนาะ relationship ရှိပြီးသားလူတွေဆိုလို့ရှိရင်တခြားဘာနောက်တစ်ဆင့်ကိုတတ်တော့မှာပဲဖြစ်ပါတယ် marriages အနေအထားengagement အနေအထားတွေစီကိုတက်ရောက်တော့မှာပဲဖြစ်ပါတယ်နှစ်ယောက်သားအတွက်ကပေါ့နော်နောက်ထပ်အဆင့်တစ်ခုကိုထပ်ပြီးတော့မှတတ်တော့မှာပဲဖြစ်ပါတယ်နောက်တဲ့အဆင့်တစ်ခုကိုတတ်တော့မှာပဲဖြစ်ပါတယ်နှစ်ယောက်ကြားထဲမှာမိသားစုတစ်ခုတည်ထောင်တော့မဲ့သဘောမျိုးတစ်ပင်တစ်ခုတည်ထောင်တော့မဲ့သဘောမျိုးဖြစ်ပါတယ်เนาะနောက်ပြီးတော့မှဒီ single တွေအတွက်ဆိုလို့ရှိရင်လည်းပဲအခြေရေးမှာကိုလာပြီးမှအတီးချစ်တဲ့လူကိုလက်ထပ်ဖို့တည်ရည်ရွယ်တဲ့လူကိုတောင်းယူပြီးတော့မှကိုတောင်းယူတယ်ဆိုတာကเนาะကိုတကယ်ချစ်မြတ်နိုးတဲ့လူတကယ်အစစ်အမှန်ချစ်ချင်းမြတ်တာနဲ့ချစ်တဲ့လူကိုပြုပြင်ပြောင်းလဲနိုင်မဲ့သူကိုကူညီပေးမဲ့လူ supporting လုပ်ပေးမဲ့ကိုဘာကိုတီးချင်လဲကိုပို့ပြီးတော့မှအင်အားဖြည့်ပေးမဲ့လိုမျိုး logo စပြီးမှတွေ့ရမယ်ဆိုနေတဲ့ဟာလေးကိုဒီ channel လေးကနေစပြီးတော့မှ messages ကလေးကိုရရှိထားပါတယ်။ emoji ကဒီတစ်ခေါက်မှာ tarot deck ပုံစံမျိုးကိုမှမတူညီတဲ့ tarot deck နှစ်ခုနဲ့နှစ်ခုကိုသုံးပေးသွားမှာပဲဖြစ်ပါတယ်เนาะပထမဆုံးအနေနဲ့တော့ဒီကနေ long messages ကလေးကိုကြည့်လိုက်ကြရအောင်ပါ group 1တမလေးအတွက်မေလာ long messages ကလေးကဘာဖြစ်မလဲgroup 1တမလေးအတွက်မေလာ long messages ကလေးကဘာဖြစ်မလဲgroup 1တမလေးအတွက်မေလာ long messages ကဘာဖြစ်မလဲ short reading လေးတစ်ခုလေးဖြစ်ပါတယ်เนาะဆိုတော့ model ကိုကြည့်လိုက်ကြအောင်ပါဆက်ပြီးယူလိုက်မယ်เนาะ group 1တမလေးအတွက် long messages ပေါ့နော်မေလာ long messages ကဘာဖြစ်မလဲဒီလိုယူပြလိုက်ပါမယ် okay ဆိုတော့ okay ကြည့်လိုက်ကြအောင်ပါနော်ပထမဆုံးအနေနဲ့ oh my god တကယ်ပဲကိုယ်တင်ကြားပြီးမဲ့လူကိုယ်နောက်ကနေမှတကယ် supporting ပေးမဲ့ခင်ပွန်လောင်းကိုရရှိမဲ့အနေအထားပဲဖြစ်ပါတယ်เนาะကိုနဲ့မှန်ကန်တဲ့လူတွေ့ရပါမယ်အခုကိုနဲ့အတူတူရှိနေပြီးသားဆိုလို့ရှိရင်လည်းသူကကိုနဲ့အတူတူ skill တွေကိုပို့အတူတူလေ့လာပြီးတော့မှအတူတူစီးပွားရေးကိုတည်ထောင်မဲ့အထဲမှာလည်းပါနိုင်ပါတယ်တချို့ဆိုလို့ရှိရင်တော့ကိုတကယ် single လေးတွေအနေနဲ့တချို့တော့ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့အရေးအချင်းတွေကိုဒီလက်ထပ်မှုဒါတွေကျေလိုကြီးစားမထားခင်မှာပေါ့နော်တူပြီးတော့မှဒီကိုယ့်အရေးချင်းကို sorryစပြီးတော့ဖြည့်တာမျိုးလေးတွေအလုပ်ဖြစ်လိမ့်မယ်လို့လည်းခံစားရတယ်ပေါ့နော်ဆိုတော့အရန်ကောင်းတဲ့အခြေအနေလေးပဲဖြစ်ပါတယ်ဘာလို့ဒီရဲ့ကက်ကလေးကိုပေါ့နော်ဒီရဲ့ဟာလေးအစဆုံးတခြားကြည့်မယ်ဆိုလို့ရှိရင်ဒီမှာကိုယ့်ရဲ့ဒီအသက်စတင်မှုကနေပြီးတော့မှတဆင့်ပြောင်းလဲသွားနေတဲ့ဒီခိုင်ခန့်တဲ့ကိုယ့်ရဲ့အဆင့်ကိုချစ်တဲ့နေရာမှာဆိုလို့ရှိရင်လည်းเนาะကိုပြုပြင်ပြောင်းလဲပြီးတော့မှတဆင့်ပြီးတဆင့်စူးစမ်းတာအရင်တော့လိုစိတ်လောပြီးတော့မှလုံနေတာမျိုးမဟုတ်ဘဲနဲ့တဆင့်ပြီးတဆင့်စူးစမ်းတာမျိုးလေးတွေဖြစ်လာစေဒါကိုယ့်ရဲ့ပါတနာကြီးကို mirror ပြပြီးတဲ့ပုံစံမျိုးလေးတွေကိုမှရှိနေတဲ့လိုအပ်ချက်လေးတို့ပြပြီးတဲ့အခါမှာကိုကပြုပြင်တယ်အဲ့လိုမျိုးကောင်းမွန်တဲ့ supportive ပါတနာကိုရရှိထားတာဖြစ်တဲ့အတွက်เนาะဒါကြီးအရန်ကောင်းတဲ့အချက်ကလေးပဲဖြစ်ပါတယ်လို့ဒါအရန်ကောင်းပါတယ်ကို supportive ပါတနာတကယ်ကောင်းမွန်တဲ့ teacher တယောက်ဆရာကောင်းတယောက်လည်းဖြစ်တယ်လို့เนาะကို production အပြည့်ပေးတဲ့သူမျိုးလည်းဖြစ်တယ်လို့လောက commitment အပြည့်နဲ့လာမဲ့သူ commitment အပြည့်နဲ့ကိုချစ်သူကနေပြီးကိုတဆင့်တက်မယ်ဆိုပြီးတော့ပြောမဲ့အခြေအနေလေးကိုတွေးရှိထားရတာပဲဖြစ်ပါတယ်เนาะဆိုတော့ကြည့်လိုက်ကြရအောင် wow mother host ကိုယ့်ရဲ့မိဘသဘောတူတယ်เนาะဆွေမျိုးသားရှင်များဆိုမိဘတွေကနေပြီးသဘောတူတယ်သဘောတူညီတဲ့အတိုင်းဝမ်သဘောတူညီတဲ့နေရာကနေပြီးတော့မှလည်းရရှိမယ်ကိုရီးယား relationship သဘောတူလို့လက်ထပ်တဲ့နေရာကိုရောက်မယ်လို့လည်းခံစားရတယ်ပေါ့နော်ပြီးတော့ကိုယ်တိုင်ကအသက်ကြီးတဲ့အထိကိုpeaceful အေးချမ်းနဲ့နေသွားရမယ်အနေအထားမျိုးလေးလုံးဝ foundation ပေါ့နော်ခန္ဓာကိုယ့်ရဲ့ဒီ life က stable ဖြစ်တယ်ဆိုတဲ့ခံစားချက်ကလေးကိုလည်းရတယ်ပြီးတော့နောက်ကိုယ့်ရဲ့ queen energy ကိုကဒီ relationship မှာ management ကောင်းအောင်လုပ်နိုင်လိမ့်မယ်ကိုယ့်ရဲ့ဒီခင်မွန်းရဲ့ကိုယ့်ရဲ့ဒီချစ်သူကိုယ့်ရဲ့ဒီနောက်လာမဲ့ကိုယ့်ရဲ့ချစ်သူစသဖြင့်ဒီအရာကိုလည်းပတ်သက်ပြီးတော့မှကိုယ့်ရဲ့ emotion ကိုကပိုင်နိုင်တဲ့လူကိုမိခိုပြီးတော့မှကိုယ့်ရဲ့ခြေောက်မှာကိုရက်တည်နိုင်ပြီးတော့
masculine feminine energy balance ဖြစ်တယ်လို့လည်းခံစားရတယ်ဒါဒီ messages ကနည်းနည်းထူးခြားရလို့ခံစားရတယ်ပြီးဒီမှာဆိုလို့ရှိရင်လည်းဒီခေါင်းပုံစံနွားရဲ့ဒီအကွက်ကလေးပုံစံဖြစ်နေတဲ့ဟာမှာဒီမှာ balances ကိုပြထားတယ်ဒီမှာ view နဲ့အမဲ balances ကိုလည်းပြထားတယ်ပေါ့နော်ဆိုတော့ကိုယ့်ရဲ့ဒီမိခင်စိတ်ကိုရှိမှရှိနေတဲ့ကိုယ့်ရဲ့မိခင်စိတ်ကိုလူတွေကိုနားလည်နိုင်တဲ့ compassion တွေနဲ့အပြည့်အဝနဲ့လေဒီ relationship ထဲမှာပေါ့နော်လုံးဝ stable ဖြစ်နိုင်တဲ့ balances ဖြစ်နိုင်တဲ့အရာကိုယ်တိုင်ကကင်တွယ်နိုင်လိမ့်မယ်ဆိုနေတာကိုယ်တိုင်ကနားလည်မှုအပြည့်အဝနဲ့လုပ်နိုင်လိမ့်မယ်ဆိုတာတွေကိုပြောတယ်ပြီးတော့နောက်မှာ ဒီ certificate တွေဒါတွေကခါကျတော့ဘာကိုသွားပြီးတော့မှခံစားရလဲဆိုတော့ကိုရီရဲ့ဒီလက်ထပ်ထားတဲ့ဒီဓာတ်ပုံတွေစသဖြင့်ပြီးဒီ certificate ဆိုတာလည်း commitment တစ်မျိုးပဲဖြစ်ကြမလို့ကို commitment ပေးပြီးတော့မှကိုယ့်ကို self love အပြည့်နဲ့ချစ်နိုင်တဲ့အတွက်ကြောင့် universe ကနေပြီးတော့မှတပိုင်းကနေပြီးမှကိုယ်စုပေးတယ်လို့လည်းခံစားရတယ်ပေါ့နော်ဒီမှာဖြစ်နေတဲ့ messages က emote ပြောနေတဲ့အရင်တော့ပုံစံနေနဲ့တောင်မှမတူညီဘူးဆိုတာတော့တော်တော်လေးကွဲပြားတာကိုခံစားရတယ်ပေါ့နော်ဒီမှာတွေ့လားကိုပြုစုပြောထားပြီး investment တွေလုပ်တာတဲ့ကို self focus အာရုံစိုက်စီရှင်တယ်လို့လည်းဒီမှာခံစားရတယ်တချို့သော single တွေအတွက်အနေနဲ့ကတော့ relationship တဲ့ဝင်တော့တိတ်တော့အဆင်ပြေမဖြစ်သေးဘူးကို shining ဖြစ်ဖို့အတွက်အရင်ဆုံးကိုယ့်ရဲ့ skill တွေကိုဒီ investment အရင်လုပ်ရလိမ့်မယ်ဒီ relationship ကိုယ့်ရဲ့ partner ကတောင်းဆိုလာခဲ့ရင်တောင်မှကိုကအရင်ဦးဆုံးနှစ်ယောက်အတူတူဒီလောက်ဆရာရှိတာလေးတွေတင်ကြားဆရာရှိတာလေးတွေအရင်လှုပ်ရှင်တယ်စသဖြင့်ဒီလိုနည်းနည်းလေးပြီးသားစုပွားတည်ထားမှဆိုတည်တဲ့အတိုင်းလိုအပ်တာတွေကဘာတွေရှိမလဲဟုတ်လားနော်ကိုကဒါစသဖြင့်ဒီလိုတွေစဉ်းစားပြီးမှလိုအပ်တဲ့ဟာလေးတွေကိုယ့်ရဲ့ဒီ skill လေးတွေကိုယ့်ရဲ့လုပ်ငန်းလေးတွေစသဖြင့်ဒါလေးတွေကိုလုပ်တာမျိုးဒါမှမဟုတ်ကိုတောက်ပအောင်ကို shining ဒီလမ်းထခင်ကာလာဒါမှမဟုတ်ကိုယ့်ရဲ့ဒီ relationship တွေကိုမဝင်ခင်ကာလာ single တွေအနေနဲ့ဆိုလို့ရှိရင်ပေါ့ဆိုတော့အဲ့ကာလအတော်တွင်းထဲမှာအရင်ဆုံးကိုယ့်ကို skillful ပြအောင်လို့အရင်နှုတ်ထားစီခြင်းနဲ့လို့လည်းခံစားရတယ်ပေါ့နော်ဆိုတော့ဒီမှာတွေ့လားကိုယ့်ရဲ့ဒီ enjoy ဖြစ်တဲ့ shining ကာလပေါ့နော်ကို enjoy ဖြစ်တဲ့ shining color လေးမှနည်းနည်းပို့ပြီးတော့မှခန်းစားစီးရှင်တယ်လို့ပြောတယ်ဒီမှာဆိုရှင်ခဏဒီမှာ cap ကလေးကိုလည်းတွေ့ရတယ်ပေါ့နော်ဆိုတော့လေချင်းတော့အရင်ကောင်းတယ်ကိုယ့်ရဲ့ emotionally တွေကိုဒီ relationship ထဲမှာကိုယ့်ရဲ့မိသားစုဘဝလေးကိုတကယ်ပိုင်ဆိုင်ရမှာဖြစ်တယ်ဆိုတော့ကိုကအဲ့ဒီဟာတွေကိုရပါမလားလို့ဒါမှမဟုတ်ဒီ relationship ထဲမှာသွားပြီး control လုပ်ပြီးပူပန်နေမဲ့အစားကိုယ့်ရဲ့ဒီ feminine nature ကိုပို့ပြီးတော့မှလုပ်ပြီးတင်တယ်လို့လည်းထပ်ပြီးတော့ခံစားရတယ်ပေါ့နော်ဒီနားမှာကြားရတဲ့ messages တွေကတခြားဘော random တော့ဖြစ်နေလိမ့်မယ် short messages ဆိုပေမဲ့လည်းကိုနဲ့တိုက်ဆိုင်နေတဲ့စကားလုံးတွေကိုတက်ခနဲ့ကြားရတာမျိုးလို့လည်းခံစားရနိုင်တယ်ပေါ့နော်ဒီ group ဒီ reading ကိုနားထောင်တဲ့အချိန်မှာ emote က shock reading အနေနဲ့လုပ်ထားပေးတာဖြစ်တဲ့အတွက်ဒါပေမဲ့ဒီ messages တွေက emote ခံစားရတယ်လုံးဝ random လို့လည်းခံစားရတယ်နော်ဟို emote ကကြားတဲ့ message အတိုင်းပဲဓာတ်ရိုက်ဖတ်ပေးနေရဖြစ်တဲ့အတွက်ကြောင့်လုံးဝ random လို့ပဲလို့ခံစား emote ခံစားနေရတဲ့အတိုင်းလို့ရှင်နေတဲ့အတိုင်းပဲဖြည့်ပြီးနေတာမဟုတ်ဘဲနဲ့သူ့အလိုလိုကြားလေရတဲ့ခံစားချက်တွေပဲဖြစ်တဲ့အတွက်ကြောင့်မလို့ဖြစ်ဒါဖခင်ကိုလည်းပူစားပြုတယ်တဲ့နော်ကိုရီဒီ relationship ထဲမှာရှိနေတဲ့ပြဿနာတွေတချို့ရှိနိုင်တယ်တဲ့ပြဿနာတွေတချို့ရှိနိုင်တဲ့အခါမှာဒီပြဿနာတွေကဘယ်နာမှလာလဲဆိုကိုယ့်ရဲ့ဘိုးဘွားတွေကနေလာနေတဲ့တည်လာတဲ့အကြောင်းအရာတွေဒါတွေကိုရီရဲ့ relationship ထဲမှာလာပြီးတော့မှအထိတ်ငေါ့တွေဖြစ်နေတာမျိုးတွေလည်းရှိနိုင်တယ်တဲ့ဆိုတော့ဒီအမြင့်ကနေပြီးတော့မှဒီဟာလေးတွေကိုဖယ်ထုတ်ပြီးတင်တယ်ဆိုတာလည်းမို့တဲ့ခံစားရတယ်ပေါ့နော်ကိုယ့်စီမှာအစွဲတွေရှိနေတာလားဒါမှမဟုတ်ဘယ်လိုလုပ်ရမယ်ဆိုပြီးတော့ဘယ်လိုဆိုရင်ဘယ်လိုလုပ်ရမယ်မိန်းကလေးဆိုရင်ဘာလုပ်မလဲကျတဲ့ဆိုဘာလုပ်မလဲဆိုနေအစွဲများရှိနေခဲ့သလားဒါမှမဟုတ်ကိုရီးယား relationship ထဲမှာကဘာမှမဖြစ်တော့မှတခြား relationship တွေမှာကကိုရီးယားဘိုးဘွား relationship တွေမှာကဖောက်ပြန်နေပါညာစသဖြင့်အမျိုးသောအရာတွေရှိခဲ့တော့ကကိုယ်စိတ်ထဲမှာအဲ့လိုမျိုးအမြဲတမ်းပူပန်နေတဲ့အတွေ့အ like ကတ်နေသလားပေါ့နော်ဒါတွေကိုသတိထားပြီးတော့မှဖိပေးတင်တယ်လို့လည်းပြောတယ်ပြီးတော့ fatherhood inner child နဲ့မှာကိုမိခိုနေတဲ့စိတ်ကဒီမရှိတော့အဖေကကိုယ့်စီမှာမရှိတော့တဲ့လူတွေလည်းရှိလိမ့်မယ်တိလားဒီမှာဆိုလို့ရှင်ခံစားရတာပေါ့နော်ဆိုတော့ကိုယ့်ရဲ့ဒီ masculine energy ဒီနဲနေနိုင်တယ်ဒါကြောင့်မို့ depending ဖြစ်နေတယ်မိခိုနေတဲ့ခံစားချက်ကလေးတွေဖြစ်နိုင်တယ်ဆိုတော့မမိခိုဘဲနဲ့ကိုယ့် skill ကိုပို့ပြီးတော့လေ့လာပြီးတော့မှလုပ်တင်တယ်လို့လည်းခံစားရတယ်ဒီမှာ relationship တစ်ခုတည်းကိုပြောပြထားတာမဟုတ်ပါဘူးเนาะself love ကိုလည်းပါဝင်ပါတယ်ကိုယ့်ကိုချစ်ခြင်းကိုယ့်လက်ခံပေးခြင်းကိုယ့်ရဲ့ inner child ကိုကုပေးခြင်းစသဖြင့်ဒါတွေကိုလည်းခံစားရပါတယ်ပေါ့နော် love light ဒီ love messages ဆိုတာကကိုယ့်ကိုချစ်တာရော relationship ထဲမှာချစ်တာရော family မိသားစုကိုချစ်တာရောအများကြီးပဲပါဝင်ပါတယ်เนาะဒါ relationship က love light တခုတည်းမဟုတ်ပါဘူးเนาะဒီမှာအကုန်လုံးပါပါတယ်ဆိုတော့ကဲအဲ့ဆိုကိုယ့်ရဲ့မိခင်ကိုလည်းကိုယ်ကူးဆိုင်ပြီးဖို့အတွက်
လိုအပ်ပါတယ်လို့လည်းခံစားရတယ်နော်ကိုယ့်ရဲ့ဖခင်ရှိဆိုလည်းဖခင်ကိုခံစားကိုကသူ့ရဲ့ inner child ကိုလည်းသတိထားကြည့်ပြီးဖို့ပြောရှင်တယ်ပေါ့နော်။ तू ကစိတ်တူတယ်ဆိုတော့ကိုကလည်းလိုက်ပြီးစိတ်မတူပဲနဲ့စသဖြင့်ပြပြလေးလေးနဲ့ဒီ relationship ထဲမှာနည်းနည်းလောက် give side ပေးရမယ့်အရာလေးလည်းရှိတယ်လို့လည်းခံစားရတယ်ပေါ့နော်။ဘာလို့လဲဆိုတော့သူတို့ဒီရဲ့စိတ်ထဲမှာဆိုလို့ရှိရင်ဒီလိုပင်ပန်းတာတွေလည်းသူတို့စီမှာရှိနေနိုင်တယ်ဆိုပြီးတော့လည်းဒီကက်ကလေးကြည့်ပြီးတော့ခံစားရတယ်ပေါ့နော်။ပုံမှန်အပြင် group 2သမားလေးgroup 1သမားလေးอ่ะပေါ့နော် sorry အိတ်မပြောတာတွေရှိတော့တယ်ညအိမ်မပြောတာအတွေးတွေအရင်များတာဒါကကျတော့ကိုရီးယား root chakra ပေါ့နော်အမြင့် chakra ရပြောမယ်ဆိုလို့ရှိရင်လေအဲ့ဒါမမှန်ဘူးဒါပေမဲ့တကယ်ဒါ skara chakra ကလည်းမမှန်ပါဘူးနော်ဒီအတွေးတွေကအဲ့ဒီမှာသွားပြီးတော့ပိတ်မိနေရတယ်အများကြီးရှိတယ်ပြီးတော့ဟိုရဲ့နှလုံးအားနေနိုင်တယ်လို့လည်းခံစားရတယ်နော်ဒါလေးတွေလည်း give side ပြီးဖို့လိုပါတယ်မိလာထဲမှာကျမ်းမာရေးတွေကို give side ဖို့လိုပါတယ်ဘာကြောင့်လဲကိုချစ်မှပဲဒီ relationship တွေထဲမှာကိုကအခြေခံအောင်ဒီလိုတည်ဆောက်နိုင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ပါပဲဒီတစ်ပင်ရဲ့အမြင့်ကဆိုလို့ရှိရင်ကိုကရန်ကသာလင်တစ်ပင်ကိုကရန်ကသာလင်အမြင့်ပဲဖြစ်ပါတယ်ကိုယ့်ရဲ့အမြင့်ထဲမှာရှိနေတဲ့ belief တွေကိုကိုကရှင်းထုတ်နိုင်မှသာလင်တဲ့ဒါမှသာလင်ဒီ relationship တွေမှာပို့ပြီးတော့တာယာမှာဖြစ်တယ်ဆိုတဲ့ခံစားချက်ကလေးကိုလည်းရရှိတယ်ပေါ့နော်ဆိုတော့ဒီထီးလို့အမိုးလေးတွေပေါ့မိဘကကိုယ့်ကိုယ်မှာအမြင်နဲ့အဲ့လိုမျိုးမိုးထားပြီးတဲ့အခါမှာကြာလာတဲ့အချိန်သူတို့မရှိတော့တဲ့အခါတခုခုကိုယ်စီမှာတကယ်တရားကထွက်သွားဖူးတဲ့လူတွေရှိလိမ့်မယ်ဆိုတဲ့အခါကျတော့အဲ့မှာကိုကဒီ comfort zone နဲ့နေကိုမထွက်ချင်တာမျိုးလေးတွေရှိတယ်ကိုယ့်ကို skill တွေတင်ယူပြီးတော့ကိုယ့်ကိုမျက်တည်ရမယ့်အစားကို comfort zone နဲ့မထွက်ချင်တာရှိတယ်ရှိတော့ဒီအသွေးတွေထဲကနေပိတ်မိတယ်ဒါတွေလည်းရှိပါတယ်နော်နောက်တစ်ဖက်က relationship အရာ single တွေအနေနဲ့ဒါမှမဟုတ်ကိုယ့်ရဲ့ဒီချစ်သူဟောင်းအနေနဲ့ဆိုလို့ရှိရင်လည်းနော်ဒါကလည်းပြောရမယ်ဆိုလို့ရှိရင် तू ကကိုနဲ့ကံမဆက်လို့ပဲဖြစ်ဖို့ပို့ပြီးတော့လည်းများပါတယ်ကိုကပြီးခဲ့တဲ့ relationship တွေနေမထွက်နိုင်ဘဲနဲ့ကိုပိတ်မိနေတဲ့အခါမှာဒီကောင်းမွန်တဲ့ relationship ရလာဖို့ကိုကမမြင်ရတာမျိုးတွေလည်းဖြစ်နိုင်တယ်ဆိုတဲ့ခံစားချက်ကလေးကိုလည်းရတယ်ပေါ့နော်ဆိုတော့ okay နေထားတော့ကလေးအရင်ကြည့်လိုက်ရအောင် emotion ခုနကပြောတဲ့ reading လည်း emotion မမှတ်မိပါဘူးနော် group 1သမားလေးတွေမိလာ love messages emotion ဆောနာပြောတဲ့ဟာတော့ emotion ကိုယ်တိုင်မမှတ်မိပါဘူးရှင် okay ဒီလိုယူပေးလိုက်ပါမယ် group 1သမားလေးတွေ love messages for me oh my god အဲ့လိုယူကြပြီတာပေါ့နော်ပြောရှင်တဲ့ဟာတွေများကိုရပါတယ် okay wow တလားဒီကိုရီးယား next relationship ကိုတွားဖို့အတွက်ကိုကမတွားရှင်မနဲ့အတိတ်ကဟာကိုပြန်ပြီးတော့ငေးကြီးနေရလို့ချက်ချင်းပါစက်ကပြောမိသွားတယ်ပေါ့နော်တော့ကိုပြီးခဲ့တဲ့အရာတွေကိုကိုအမားကြောင့်တော့မဟုတ်ကိုကဒီကောင်းမွန်တဲ့ relationship နဲ့မထိုက်တန်ဘူးလို့စသဖြင့်ဒီလိုထင်နေတယ်ဆိုလို့ရှိရင်တော့မဟုတ်ပါဘူးเนาะကောင်းမွန်တဲ့ relationship ကဒီမှာစောင့်နေပြီပဲဖြစ်ပါတယ်เนาะဆိုတော့ that is a false stop ဒါမှားနေတဲ့အတွေ့တစ်ခုပဲဖြစ်ပါတယ်ဆိုတော့လူတွေနဲ့ကိုယ်နဲ့စကားမပြောဖြစ် communication ဆိုတာချင်းချင်းဒီ relationship ထဲမှာရှိနေတဲ့လူတွေဆိုလို့ရှိရင်လည်းချင်းချင်းပွင့်ပွင့်လင်းလင်းပြောဆိုတာမျိုးလေးတွေဖြစ်တဲ့နဲ့เนาะပွင့်ပွင့်လင်းလင်းပြောဆိုတာလေးတွေလိုအပ်တယ်လို့လည်းခံစားရတယ်เนาะကိုချင်းချင်းပွင့်ပွင့်လင်းလင်းပြောတဲ့နယ်ပေါ့နော်ကိုလိုအပ်တာလေးတွေကိုပြောတဲ့နယ် behavior ထဲမှာကိုဘလို့ဆက်ဆံခံခြင်းနဲ့ကိုဘလို့လေးကိုလိုချင်တယ်ကိုဘလို့လေးကိုရီမြောက်ကြားထဲမှာဘလို့လေးလုပ်လိုက်ပိုကောင်းမယ်ဆိုတဲ့စသဖြင့်ဒီလိုတိုင်ပင်ဆွေးနေတာလေးတွေကလည်းပို့ပြီးတော့လိုအပ်တယ်လို့လည်းခံစားရတယ်နော်တစ်ဖက်တစ်ယောက်တည်းကိုယ့်ကိုမတွေးပါနဲ့နော်ဆိုတော့ okay ဒီမှာဒါကတော့ခနိုင်ဟော့ cup ပဲဖြစ်ပါတယ် cup တီပဲတွေ့ရတာပါနော်ဒီမှာ okay တလားကိုကတခြားတယောက်ကိုချစ်နေတယ်ဆိုလို့ရှိရင်လည်းဖွင့်ပြောဖို့အတွက်တိုက်တွန်းချင်ပါတယ်တဲ့ဒီခံစားချက်ကလေးရုပ်တရက်ကြီးဒီလိုဖြစ်တယ်ပေါ့နော်ကိုယ်နှလုံးသားနောက်ကိုလိုက်ပါတဲ့ဖွင့်ပြောလိုက်ပါတို့ဒီဟာကိုခံစားရတယ်ပေါ့နော်ဖွင့်ပြောဖို့ကြိုးစားကြည့်ပါကိုယ့်ရဲ့ခံစားချက်ကိုထုတ်ပြောလိုက်ပါကိုယ်အတွေ့အထဲမှာတင်ကိုယ့်ဟာနဲ့ကိုယ်အလိုအသေး relationship လို့ဖြစ်မှာဆိုတာမျိုးတို့စသဖြင့်ဒီလို fear တွေထဲမှာမပိတ်မိပါနဲ့တဲ့နော် romantic proposal တဲ့မှာပြောတဲ့အတိုင်းပဲနော်ချင်းဒီအလုပ်တွေဘလောက်ပဲများနေပါစေ relationship တွေမှာရှိနေတဲ့လူတွေဆိုလို့ရှိရင်လည်းချင်းဒီပျော်ပွဲစားထွက်တာလေးတွေခောက်ဆွဲလေးအတူတူစားတာလေးတွေအတုပ်ကလေးအိမ်မှာအတူတူစားတုပ်စားတာမျိုးလေးတွေနှစ်ယောက်သားပကြီးအတူတူထိုင်ဆွဲတာဖြစ်ဖြစ်စသဖြင့်ဒီလို memory လေးတွေကိုလည်းဖန်တီးတင်တယ်လို့လည်းပြောနေပါတယ်ပေါ့နော်ဆိုတော့ဒီ single လေးတွေဆိုလို့ရှိရင်လည်းဒီလို memory လေးတွေဖန်တီးဖြစ်လိမ့်မယ်ပေါ့နော်ဒီ memory လေးတွေအများဆုံးဖန်တီးဖြစ်မဲ့သူကိုယ့်ရဲ့ memory တွေကိုသူကပေါ့နော်ကိုယ့်ရဲ့ memory တွေကိုအ
တူတူမျှဝေမဲ့တူအတူတူအစ်စ်တွေကိုဖန်တီးသွားမဲ့လူ lifetime ထိအသက်ကြီးရဲ့ထိ lifetime ထိအတူတူရှိသွားမဲ့လူတယောက်အနေနဲ့ကိုရောက်လာမှာပဲဖြစ်ပါတယ်နော်ဆိုတော့ကိုအမြင်ထဲမှာနေကိုကကွဲပြားနေရတွေရှိတယ်ကိုရိုညောက်ကြတဲ့မှာအဆင်မပြေတာတွေရှိတယ်ဒါတွေကဘယ်ကနေလဲဒီလိုနေအဆက်တာတွေကနေပြီးတော့မှနည်းရှိနိုင်တဲ့ပြဿနာလေးတွေလည်းရှိနိုင်တယ်ပေါ့နော်ဆိုတော့အချင်းချင်းဒီလိုပုံမှန်လေးလင်းပြောမှသာလင်းเนาะနှစ်ယောက်သာအဆင်ပြေမှာပို့ပြီးတော့အဆင်ပြေလာမှာပဲဖြစ်တယ်ပေါ့နော်ချင်းချင်းတိုက်ခိုက်နေမဲ့အစားအချင်းချင်းရန်ဖြစ်နေမဲ့အစားအစားပြည်လည်မဲ့နီလန်းလေးတွေကိုပို့ပြီးတော့မှစူးစမ်းကြည့်တာမျိုးပို့ပြီးတော့မှကိုယ့်ရဲ့ခံစားချက်ကိုထုတ်ဖော်ပြောပြပြီးတော့မှချင်းချင်းညှိနှိုင်းတိုင်ပင်တာမျိုးလေးတွေကနှစ်ဦးနှစ်ဖက် relationship တွေပို့ပြီးတော့အဆင်ပြေလိမ့်မယ်လို့လည်းပြောနေတာကိုခံစားရတယ်ဆိုတော့ဒီ single အနေနဲ့ဆိုလို့ရှိရင်ပဲဖြစ်ဖြစ်ပေါ့နော် single ဆိုလို့ရှိရင်လည်းကိုရီးယား relationship တွေမှာကိုယ့်ရဲ့ခံစားချက်တွေကိုကိုကနောက်ထပ် next relationship ကိုကသွားမဲ့လူတယောက်ဖြစ်နေတဲ့အတွက်ကိုယ့်စီမှာရှိနေတဲ့ trauma တွေရှိနိုင်တယ်ဒီ love ထဲမှာ self love ထဲမှာ self ကိုထိုက်တန်မှုဒီနော်ဒါတွေထဲမှာတော်တော်များထဲမှာပိတ်မိနေတဲ့ trauma လေးတွေရှိနေနိုင်ပါတယ်ဒါလေးတွေကိုသတိထားပြီး healing လုပ်ပေးစီချင်တယ်ဆိုတဲ့ခံစားချက်ကလေးကိုလည်းရတယ်ပေါ့နော်ဒီ certain energy ကလည်းရှိနေတဲ့အခါကျတော့ကိုရီးယား relationships ထဲမှာနော် test တွေအများကြီးရှိပါလိမ့်မယ်ဒီနှစ်ယောက်ကဘဝတစ်ခုကိုအတူတူတည်ထောင်ချင်တာဆိုလို့ရှိရင်တည်ထောင်ဖို့အတွက်အဆင်သင့်ဖြစ်ပြီလားတည်ထောင်ဖို့အတွက်ဒီ relationship ကိုခံနိုင်မလားကင်နိုင်မလားထိမ့်သိမ်းနိုင်မလားဆိုတဲ့စတဲ့ဒီဟာတွေအကုန်လုံးကိုဖြစ်လာမှာဖြစ်ပါတယ်ဒီ test တွေအကုန်လုံးကလည်းကိုယ့်ရဲ့အတွင်းထဲကိုပြန်သွားပြီးတော့မှဒီအဆင့်ကိုအသွေးထဲကိုပြန်သွားပြီးတော့မှယူမသာရင်ဖြစ်နိုင်မဲ့ဟာပဲဖြစ်ပါတယ်နော်အဖြေကအပြည့်မှမရှိပါဘူးပြီးတော့အချင်းချင်းတိုင်ပင်ပြီးတော့မှပုပ်ပွလင်းလင်းပြောဆိုတဲ့အရာလေးတွေလည်းတွေ့ရပါတယ်ဒီနှစ်ခုလုံးက fight ပဲဖြစ်ပါတယ်နော်နှစ်ခါလုံးကလည်းစင်ပြေမနေပါဘူးနော်ဆိုတော့ဖြည့်ချင်းပုပ်ဝင်လင်းလင်းပြောပြီးတော့မှပုပ်ပွလင်းလင်းကိုယ်ခန္ဓာချက်ကိုထုတ်ဖော်ပြောပြလိုက်တာကအဆင်ပြေပါလိမ့်မယ်စင်ပြေကိုပြေနေပါလိမ့်မယ်ပေါ့နော်ဆိုတော့ဒီမှာ solar plexus chakra က balances ဖြစ်ဖို့လိုတယ်တွေ့လားခုနလေးတင်ပြောလိုက်တယ်နော် feminine နဲ့ masculine ကိုယ့်ရဲ့ဒီခံစားချက်တွေကို balances ဖြစ်ဖို့လိုတယ်ပြီးတော့ Sagittarius တွေကလည်းတကယ်ဒီထဲမှာ ဒီ green ထဲမှာလုံးဝဒီ Sagittarius ကပေါ့ပါတယ်ဒီ sign နဲ့အကောင်လုံး emotion မြင်နေပြီမှလည်း Sagittarius ကသာလျှင်ဒီ group 1သမားလေးတွေမှာအများဆုံးရှိလိမ့်မယ်လို့ခံစားရတယ်နော်14ရက်နေ့မွေးတာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အမြင်တွေကိုပြောင်းလဲပေးရလိမ့်မယ်အခြေအမရှိနေကိုယ့်ရဲ့အမြင်တွေနော်ကိုကချီကိုဘယ်လိုသဘောထားလဲသဘောထားတဲ့ပုံစံတိုင်း relationship တွေမှာဖြစ်နေတာတွေများလိမ့်မယ်ဒါပေမဲ့ဒီသဘောထားဒီလဲကိုတယောက်တည်းသဘောထားဟုတ်ချင်မှဟုတ်မယ် accessory တွေရော mobile တွေရောအတီးဘွားရောဆိုတဲ့ဖြင့်ရှုပ်ရှက်ခတ်နေတဲ့စိတ်ထဲမှာရှိနေတဲ့မတိစိတ်မှာရှိနေတဲ့အစွဲတွေဖြစ်နိုင်တယ်ဒါတွေကိုချွတ်ပေးဖို့ဒါတွေကို balance ဖြစ်လာအောင်ပြန်ပြီးတော့လုပ်ယူဖို့လိုတယ်တယောက်တည်းပဲပေးနေလို့လည်းမရသလိုတယောက်တည်းပဲယူနေလို့မရဘူးအပေးယူမျှနေတဲ့ relationship တစ်ခုကိုယ်တိုင်ကလည်းကိုနဲ့အပေးယူမျှတဲ့ relationship တစ်ခုကိုလုပ်တဲ့တယ်ဒီလိုလေးကိုခံစားရတယ်နော်ကိုတယောက်တည်းကသာရင်တာဝန်တွေအများကြီးယူထားတာမျိုးနော်ဒါမလို့ရှင်ဒီလို balance ဖြစ်တာကိုလို့ရှင်တယ်တဲ့နော်ဒီ moon sign တွေကလည်းကိုယ့်စီမှာအားတာလေးမှထင်တယ်ဒီရဲ့နော်ဒီ group 1သမားလေးတွေက okay ကြည့်လိုက်အောင်နားသားဟိုဆုံးဖြတ်ချက်မချရဘူးဒါကြောင့်insomnia ဖြစ်တယ်လို့လည်းခံစားရသေးတယ်နော်ကိုယ့်ရဲ့အကြောက်တရားဒီအခြေအနေမှာရှိနေတဲ့ကိုယ့်ရဲ့စိုးရိမ်မှုတွေအကြောက်တရားတွေပြီးတော့ကိုယ့်မှာ relationship နှစ်ခုထဲမှာဘယ်တယောက်ကိုရွေးရမလဲမသိနေတာမျိုးတွေရှိနေတယ်တဲ့နှစ်ယောက်လုံးဖလက်လုံနေရလားမသိဘူးเนาะတယောက်ကဒီတယောက်ကတယောက်ကနှစ်ယောက်ကိုတော်ပြီးဖလက်လုံနေရလားယင်ဒါမှမဟုတ်ကိုယ်နှလုံးသားကအတိတ်ဘဝအတိတ်က relationship တွေလိုမျိုးဖြစ်မှာဆိုလို့ဆိုပြီးတော့မှအတိတ်ကဟာရေကိုယ့်အခု relationship ရေဆိုတာဒီ relationship ကိုလက်ခံရမှာလားအတိတ်ကဟာတိုင်းဖြစ်မှာဆိုလို့ကြောက်နေရမှာလားဆိုတော့နှစ်ခုလုံးကိုမရွေးချက်နိုင်တယ်လို့မျိုးဖြစ်နေတာမျိုးဒါမျိုးကိုလည်းခံစားလိုက်ရတယ်ပေါ့နော်ဆုံးဖြတ်ချက်မချရတာမျိုးလေးကိုအတွက်ဆိုလို့ရှိရင်လည်းနဲ့ထူးခြားတဲ့ခံစားချက်ဖြစ်တကယ်ချစ်သူနှစ်ယောက်ကြားမှာတယောက်ကိုယူရမှာလားယင်ဒီလိုဒီထဲမှာဂရုဝန်တော်ဒီမှာလို့ရှိနိုင်တယ်နော်okay ဆိုတော့something ပေါ့နော်ကိုရဲ့နာကျင်တဲ့ခံစားချက်အသေးပေါ်မှာရှိခဲ့တဲ့ကိုယ့်နာကျင်တဲ့ခံစားချက်တွေကြောင့်မလို့မရွေးချယ်ရတာမျိုးတွေလည်းဖြစ်နိုင်တယ်
ဒီလိုမျိုးဖြစ်နေတယ်လို့လည်းခံစားရတယ်ပေါ့နော်ဆိုတော့ကိုယ့်ရဲ့ trauma တွေကိုကိုယ့်ရဲ့အစွဲတွေကိုကိုလွှတ်ချပြီးတော့မှနော်သွားတဲ့ဆိုတော့ဒီမျက်စိမိတ်နေရဆိုတော့လေထူးထူးဆန်းဆန်းပဲเนาะအဲ့တော့ပြန်ကြည့်အောင်လမ်းတော့ကဖြစ်နေတာဒီစိုးရင်မှုတွေဘလို့ပြပတ်ဒီအရှိရတဲ့မှာကိုနာကျင်ထားရတယ်အများကြီးရှိကိုနဲ့ဆိုလို့ရှိရင်လဲကိုကတခြားလူတွေကကိုဘလို့မျိုးလောက်ပါဘလို့မျိုးရွေးချယ်ပါလို့ပြောထားတဲ့စကားလုံးတွေကိုနားယောင်မိနေပြီးတော့မှကိုအတွက်ကိုမရွေးချယ်မိတာမျိုးတွေဒါမှမဟုတ်လမ်းတစ်ခုကြားထဲမှာမရွေးချယ်နိုင်ဘဲနဲ့ရက်နေတာမျိုးတွေဒါတွေလည်းမြင်ရတယ်เนาะကိုဆုံးမချက်ချဖို့ခက်ခဲနေတဲ့အရာတစ်ခုရှိနေတယ်တဲ့ဆွမ်းနာလေးတွေအိမ်ပေါ်တဲ့စကားပြောတာတော့အကြာကြီးရက်သွားတယ်။ဘာကြောင့်မှမသိဘဲနဲ့ရက်သွားတယ်။ဆိုကြတဲ့ဟိုကတွေးဝေနေတာတွေရှိနေလို့ပဲခံစားလိုက်ရတယ်နော်။ကဲဟုတ်ပြီ။ဟောဒီမှာ judgment adjusted sorry ။ကိုယ့်ရဲ့ကာမကံတွေရှိနေလို့နော်။ဆိုတော့ကိုပြီးတာကိုရမယ်။ I got what I give ကိုပြီးတာကိုရမယ်နော်။ကိုဘွားတင်ငန်းစာအနေနဲ့ပဲကိုမှတ်ယူလိုက်ပါဖြစ်ခဲ့တဲ့အတိတ်ကဖြစ်ခဲ့တဲ့အရာတွေကိုနော်ပြီးတော့အရှိကိုပဲဆက်သွားလိုက်ပါတဲ့။ကိုယ့်ရဲ့စကားစားချက်ကိုပွင့်ပွင့်လင်းလင်းပဲကိုကအစာအရင်ဖော်ပြလိုက်တော့တခြားလူကိုဖော်ပြဖို့တည်းမကြိုးစားပါနဲ့အရင်ဆုံးတင်လာတချို့တော့ဆိုကိုကျတော့တခြားလူမြင်မှာဆိုလို့လို့ဖြစ်မှာဆိုလို့ဘာပြောမှာဆိုလို့ဆိုကိုတောင်မှပွင့်ပွင့်လင်းလင်းမပြောဖြစ်တဲ့ခါမှာတခြားလူကိုပြောဖို့လည်းခဲရင်နိုင်တယ်အဲ့တော့ကိုပွင့်ပွင့်လင်းလင်းပြောပေးပါတဲ့ဒါဆိုလို့ရှိရင် relationship ကကိုယ့်ရဲ့ single တွေကပဲဖြစ်နော်ဒီ relationship မှာရှိနေလို့တွေပဲဖြစ်ဒီကောင်းမွန်တဲ့ relationship ခံတဲ့ relationship ခံတဲ့မိသားစုဘဝတွေကိုတေချာပေါက်တည်ဆောက်နိုင်မှာပဲဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒါက group 1တမလေးအတွက် lot of messages reading လေးပဲဖြစ်ပါတယ်နည်းနည်းတော့ထူးခြားပါလိမ့်မယ်ဒါလည်း random messages ဆိုပေမဲ့လည်းလုံးဝလိုခတ်တာတွေကိုပဲတီးကနေတက်ကနေပြောသွားရလို့ပဲခံစားရတယ်ပေါ့နော်ဆိုတော့ဒီမိုတက်ခုနပြောသမျှဟာတွေအကုန်လုံးဒီတခုမှမမှတ်မိပါဆိုတော့ okay ကျေးဇူးတင်ပါတယ်အကုန်လုံးကျေးဇူးတင်ပါတယ်เนาะcomment လေးတွေကိုမှတ်ပြီးဖို့လည်းပြောချင်ပါတယ်ပေါ့နော်မှတ်ပြီးတဲ့လူဒီအကုန်လုံးကိုလည်းကျေးဇူးတင်ပါတယ်ဘာလို့လဲဆိုတော့ဒီ reading ထဲမှာတချို့တော့ရဲ့ခံစားချက်လေးတွေကလည်းမတူညီတဲ့ရလိုက်လေးတွေရသွားတာမျိုးလေးတွေစသဖြင့်ဒါလေးတွေကိုလည်း emotion တီးခွင့်ရတဲ့အခါမှာလည်းဝမ်းသာရတယ်ဒါမှမဟုတ်လေကြားသိရတဲ့အတွက်ကြောင့်မို့လို့လေကျေးဇူးပြောပြီးတဲ့အတွက်ကျေးဇူးလည်းတင်ရတယ်ဟိုလေနော်ဆိုတော့ရေးပေးတဲ့လူတွေ like ပေးတဲ့လူတွေ subscribe လုပ်ပေးတဲ့လူတွေအကုန်လုံးကိုလည်းemotion ကကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဒါက group သမားလေးအတွက်ပဲဖြစ်ပါတယ် group သမားလေးတွေကဒီ moon charm လေးကိုရွေးထားတယ်ပေါ့နော်ဒီ charm လေးရဲ့အဓိပ္ပာယ်ကိုအရင်မကြည့်ခင်မှာ emotion တို့ဒီ tarot card ရဲ့ဒီမတူညီ tarot တဲ့နှစ်ခုကို emotion သုံးတာမှဖြစ်ချင်မို့ဒီနှစ်ခုနာကအဖြေလေးကိုအရင်ကြည့်လိုက်ကြအောင်ပေါ့နော်ဆိုတော့ group သမားလေးအတွက် Mila Love Live messages ကလေးက love messages ကလေးကဘာဖြစ်မလဲဟုတ်တယ် focus ရင်းနေနဲ့ခံစားလိုက်ရတာပေါ့နော် love messages ပေါ့နော်ဒီ group တို့တမားလေးတွေက group တို့လေးတွေအချီကိုတိတ်ပြီးစိတ်ဝင်စားသေးပဲနဲ့ကိုပို့ပြီးတော့အများကြီး focus ထားခြင်းနဲ့ကိုယ့်ရဲ့ feminine power ပို့ပြီးတော့အားတိုးအောင်လုပ်ခြင်းနဲ့ကိုပို့ပြီးတော့ healing တွေအများကြီးလုပ်ခြင်းနဲ့လို့လည်းခံစားရတယ်ပေါ့နော်ဒီမှာဆိုကက်ကလုံးဝမကြသေးဘူးเนาะခုမှကြလာတယ်ဒီမှာ group 2တမားလေးအတွက် Mila love messages လေးပေါ့နော်နောက်ထပ်ကို relationship ကိုတည်ထောင်ဖို့ရှိရဆိုလို့ရှိရင်လည်းကိုအဲ့အတွက်ကို stable ဖြစ်ဖို့အတွက်စူးစမ်းနေတဲ့လူတွေတကယ် stable ဖြစ်တဲ့ relationship လေးကိုပဲကိုကစောင့်နေတယ်ဆိုတဲ့လူလေးတွေကိုလည်းခံစားလိုက်ရတယ်ပေါ့နော်ဆိုတော့ group 2တမားလေးတွေအတွက်ဒီကက်ကလေးကတော့ပထမ group 1တမားလေးတွေထပ်ကိုပို့ပြီးတော့အများကြီးကြတာကိုလည်းတွေ့လိုက်ရတယ်နော်ဆိုတော့ကြည့်လိုက်ကြရအောင်ဝါကိုပို့ပြီးတော့မှအဆင်မြင့်ချင်တာမှန်တယ်ကိုယ့်ရဲ့ဖြစ်ချင်တဲ့ကိုယ့်ရဲ့ဒီ physically ကိုယ့်ရဲ့ဒီလုံနိုင်စွမ်းတွေကိုကပို့ပြီးတော့မြင့်တင်ချင်နေတာလေးတွေကိုလည်းပို့ပြီးတော့မှတွေ့ရတယ်ကိုယ့်ကိုပို့ပြီးတော့မှထင်ကြီးလေးထားတဲ့လူတွေကလည်းအခုချိန်မှာပုံများနေအခုသူသမားလေးတွေကစမ်းနေတယ်တော်တော်လေးပွင့်နေရလို့လည်းခံစားရတယ်ပေါ့နော် wow that's great တော်လားကိုအေးအေးချမ်းပဲနေရှင်တယ်ဒီလိုဆို enjoy ကိုယ့်ရဲ့အေးချမ်းမှုနဲ့အရင်ဆုံး enjoy လုပ်ရှင်သေးတယ်ကိုတကိုယ်လေးတမတဲ့နဲ့ပူပြီးတော့နေရှင်သေးတယ်အေးစစ်ကိုပို့ပြီးတော့ focus လုပ်ရှင်သေးတယ်ဆိုတာလေးတွေကိုပေါ့နော်ဒီ group သူတမလေးတွေစီမှာတွေ့ရတယ်ပေါ့နော်
내가 까마리 쉬래요. 예, 이잖아요. 그래도 말이야. လောလောဆယ်တော့ကိုအရင်တိုးတက်အောင်လုပ်လိုက်အောင်မယ်အရင်ဦးဆုံးကိုပို့ပြီးအာယုံဆိုင်လိုက်အောင်မယ် relationship တွေမှာရှိနေတဲ့လူတွေဆိုလို့ရှိရင်လည်းကိုအရင်ဦးဆုံး focus လုပ်ပြီးအာယုံဆိုင်လိုက်အောင်မယ်ဒါပါဒီ relationship ကို stable လုပ်နိုင်မယ်ဆိုတော့ရင့်ချက်တည်ငြိမ်တဲ့နေရာလေးတွေမှာခံစားရတယ်နော်ကိုလည်းတည်နေဒီ relationship ထဲမှာဒီကတော့ကစားပြဿနာကြီးမရှိလာစေဖို့အတွက်ရှိလာဆိုလည်းဖြည့်ရှင်းတဲ့နေရာမှာကိုကဖြည့်ရှင်းတတ်တဲ့အနေအထားပေါ့နော်ကောင်းမွန်အေးချမ်းတဲ့နေရာနေပြီး peace ဖြစ်တဲ့နေရာနေဖြည့်ရှင်းတဲ့အနေအထားတွေစတာတွေကိုကပို့ပြီးတော့မှအဓိကထားအာရုံစိုက်နေတယ်လို့လည်းကိုခံစားရတယ်ဒီပြကိုရင်းယောက်ကြားထဲမှာတယောက်ကဝင်ပါနေတယ်ဆိုတဲ့ပုံစံမျိုးကိုလည်းခံစားရတယ်ပေါ့နော်ဆိုတော့ကိုကအဲ့ဒီအစားကိုပို့ပြီး self focus ထားလိုက်တဲ့အခါမှာတစ်ဖက်လူကနေကိုစီပို့ပြီးတော့မှအာရုံစိုက်တာမျိုးတွေလည်းပို့ပြီးတော့မှရှိလာမယ်လို့လည်းခံစားရတယ်နော်Okay နောက်ထပ်ကိုကြည့်လိုက်ရအောင်ဆိုတော့ gentleness တွေ့လား feminine power ကိုဒီ feminine ဒီ woman energy ပေါ့နော်ဒီချမ်းမြေ energy အရာကိုရဲ့ feminine power ပို့ပြီးတော့မှအာရုံစိုက်ချင်တယ်တဲ့ကိုပို့ပြီးတော့မှကောင်းမှုအောင်အရင်ပြုပြင်ပြောင်းလဲချင်တယ်ပေါ့ဒီ relationship ကိုဒီနေရာမှာဘာတော့ခံစားလဲဆိုတော့ဒါမိဘနှစ်ပါးဒါမှမဟုတ်တခြားဒီ relationship ကိုရဲ့မိသားစုထဲမှာရှိနေ relationship နှစ်ခုကြားထဲမှာကိုကဒီ relationship ကြားထဲမှာကြီးပြင်းလာတဲ့လူတစ်ယောက်ဖြစ်တဲ့အတွက်ဒီရဲ့ trauma တချို့တော့မလိုအပ်တဲ့အရာတွေကိုကိုကဖယ်ရှားနေတယ်ဆိုတော့ဒီခံစားချက်မျိုးလည်းကိုကရတယ်ဆိုတော့ကိုပို့ပြီး sub focus လုပ်လာတယ်ကိုပို့ပြီးတော့မှဒီရဲ့ဖြစ်လာတဲ့ relationship တွေကြားကိုရီးယောက်ကြားမှာရှိနေတဲ့ relationship တွေမှာရှိတဲ့အဖြစ်အပျက်တွေကိုကမြင်လာတယ်ဒီကိုယ့်ရဲ့စိတ်ထဲမှာရှိနေတဲ့ဒီ pattern တွေဖြစ်ပျက်နေတဲ့ခံစားချက်တွေကိုကသိလာတယ်ဒါဆို single တွေဆိုလို့ရှိရင်လည်းအတပုံစံတိုင်းပဲဒီဖြစ်ခဲ့တဲ့ relationship အသေးကဖြစ်ခဲ့တဲ့ relationship ပဲဖြစ်စေကိုမြင်နေတဲ့ relationship တွေပဲဖြစ်စေအဲ့ဒီ relationship တွေကိုကြည့်ပြီးတော့မှကိုဟာဘယ်လို relationship ကိုပဲလိုချင်တယ်ကိုက stable ဖြစ်တဲ့ relationship ကိုပဲလိုချင်တယ်ဘယ်လိုဟာကိုပဲလိုအပ်တယ်ဆိုနေတဲ့ကိုတိလာတဲ့ judgment ဒီခံစားချက် justice ခံစားချက်ကိုကတိလာတယ်နော်ကိုကကိုရဲ့တငယ်ချင်းဒီနဲ့လည်းကိုကပြောရွှင်နဲ့သူခီးသွားလာတာမျိုးလေးတွေနော်ပွဲမုတ်သားစားတာမျိုးလေးစသဖြင့်ဒီလိုအရင်ဦးဆုံးပေါ့ပါတဲ့ lifestyle ကိုအရင်သွားဖို့အတွက်လည်းဒီ growth သမားတွေကဆုံးဖြတ်ထားတာရှိတယ်တချို့တော့ဆိုရှင်ပို့စီကိုတငယ်ချင်းကောင်းတွေထပ်ပြီးရောက်လာဖို့လေရှိတယ်အရှုပ်ရှင်းအောင်မလို့ရှင်သေးဘူးပေါ့ကွယ်နော် growth သမားလေးတွေကဒါကြောင့်စိတ်ရှုထွေးရမယ့်အစားကိုရဲ့ဒီ peace ဖြစ်နေတဲ့နေရာကိုပဲကိုကပို့ပြီးတော့မှအာယုံစိုက်တာမျိုးလေးတွေကိုပို့ focus ထားတာလေးတွေကိုပို့ပြီးတော့မှဒီ growth သမားလေးတွေမှာတွေ့ရတယ်ပြီး growth သမားလေးတွေစိတ်ထဲမှာ family life တစ်ခုတည်ထောင်ခြင်းနဲ့ခံစားချက်တွေရှိတယ်မိသားစုဘဝလေးကိုပိုင်ဆိုင်ခြင်းနဲ့ဒါကြောင့်မလို့လည်းပဲကိုကဒီ stable ဖြစ်တဲ့ relationship ကိုတိဆောက်ချင်တာဖြစ်နေတဲ့အတွက်အရင်ဆုံးကိုပို့ပြီးတော့ focus လေးတွေလုပ်တယ်ပြီးခါကျမှနော် relationship တွေကိုဆက်ပြီးတော့မှ relationship ကိုလည်းပို့ပြီး stable ဖြစ်လာအောင် relationship ထဲမှာရှိတဲ့လူတွေဆိုလို့ရှိရင်လည်းပို့ပြီး stable ဖြစ်လာအောင်ကိုအလုပ်ကိုပို့အရင်စူးစမ်းမလုပ်နေတဲ့လူလေးတွေရှိတယ်ကိုကတစ်ဖက်လူကနေကိုသိပြီးအာရုံမစိုက်ဘူးထင်နေတယ်ဆိုလို့ရှိရင်လည်းဒါကိုအထင်မလဲဖို့ပြောချင်တယ်ဒီတစ်ဖက်လူကပေါ့နော်ဒီ relationship ကို stable ဖြစ်ဖို့အတွက်သူပို့ပြီးတော့မှစူးစမ်းနေတာလေးတွေရှိတယ် तू ကဘာကြောင့်စူးစမ်းနေလဲဆိုတော့လည်းဒီမိသားစုပေါ်တည်ထောင်ခြင်းလို့ပဲဖြစ်တယ်ဆိုတော့တစ်ဖက်လူပေါ်ယုံကြည်မှုလေးလည်းရှိစေချင်တယ်ဆိုတဲ့ခံစားချက်ကလေးလည်းဖြစ်တယ်နော်ကိုကဒါကိုကြောက်နေတာလေအရင်တော့ကျတော့ကိုယ့်စီမှာဒီလိုမျိုးအရာလေးတွေရှိခဲ့ဖူးတယ်ဒီလို betray ခံစားချက်တွေဖြစ်ခဲ့ဖူးတယ်အဲ့တော့နော်ဖောက်ခံရဖူးတယ်တိဆောက်ခံရဖူးတယ်စသဖြင့်ဒီဟာတွေကြောင့်မို့ကိုကကြောက်နေတာမျိုးလေးတွေရှိတယ်ဒီအတိတ်က relationship ကဆိုလို့ရှိရင်လေကိုယ့်စီမှာပေါ့နော်ကိုချီနှောင်ထားခဲ့တာကိုအတိတ်မှာဒီလိုအရာတွေရှိခဲ့ဖူးတယ်သူတစ်ဖက်လူကပဲဖြစ်စေနော်ကိုယ့်ရဲ့တစ်ဖက်လူကပဲဖြစ်စေကိုယ့်တစ်ဖက်ကလာမဲ့ relationship တွေကလူကပဲဖြစ်စေကိုယ့်စီမှာပဲဖြစ်စေဒီလိုစိတ်က love light relationship တွေမှာပေါ့နော်ကို့မှာ trauma တွေရှိနေပါတယ်တဲ့နော်ကိုသားမယ် heal လုပ်ရမယ့် trauma တွေရှိနေတယ်ဆိုတော့ခဏချက်ကလေးကိုလည်းရရှိထားတယ်ဆိုတော့ကို healing လေးတွေနည်းနည်းပို့ပြီးတော့မှ focus တွေမှာအာရုံစိုက်တဲ့အချိန်မှာပေါ့နော်ဒီပြင်ပကပစ္စည်းဥစ္စာတွေဒီ material တွေပေါ်မှာပဲအရင်အာရုံမစိုက်ဖို့လည်းပြောရှင်တယ်ဒီ relationship တွေကိုပို့ပြီးတော့ stable ဖြစ်နေတယ်ဆိုလို့ရှိရင်လေသိလားကိုလည်းပို့ပြီးတော့အာရုံစိုက်ပြီးဖို့လိုတယ်ဟောနော်ဒီ single လေးတွေအနေနဲ့ကောင်းမွန်တဲ့ဒီလို royalty relationship တစ္ဆာရှိတဲ့ relationship ကိုပို့လို့ရှင်တာဆိုတော့ကိုပို့ပြီးတော့မှ care လုပ်ပြီးဖို့လည်းလိုအပ်တယ်ဆိုနေတဲ့ messages လေးကိုလည်းရရှိထားတယ်တချို့တော့ကျတော့ကိုအတိတ်ထဲမှာပဲပိတ်မိနေတာကြောင့်မလို့ relationship တွေအတိတ်ထဲကိုမဝင်ရဲတာဆိုတဲ့ခံစားချက်တွေကိုလည်းရထားတာဖြစ်တဲ့အတွက်နော်ဆိုတော့ term message ကိုဆက်ဆွေးကြည့်လိုက်အောင်နော်ကိုတို့သမားလေးတွေအတွက် mail lost messages ကိုတို့သမားလေးတွေအဖေကတိတ်ကိုရှင်းနေတယ်
ကိုစိတ်ထဲမှာကိုပါဖြစ်နေတယ်ဆိုတာအရှင်းလင်းဆုံးကိုကအတိဆုံးပဲဖြစ်တယ်ဆိုတဲ့ခါကျချက်ကိုရတယ်နော်ဆိုတော့ကိုတို့တမလေးတွေမိလာ love messages okay ကိုယ့်မိသားစုထဲမှာလည်းမိသားစုချစ်ချင်းမြတ်တာပေါ့နော်ကိုယ့်ကို sub love နဲ့ပတ်သက်ပြီးတော့မှလည်းပို့ပြီးတော့အာရုံစိုက်ဖို့ကိုကတကယ်ချင်းတစ်ကိုရယူဖို့စသဖြင့်ဒီလိုကိုချစ်တဲ့နေရာမှာလည်းဒီလိုခံစားချက်ကလေးကိုလည်းခံစားရတယ်ပေါ့နော်ဒီမိုတယ်ကသူ့လိုကြားနေတဲ့ messages ကလေးကိုလိုချင်တာဖြစ်တဲ့ဆက်ပြီးတော့မှဆွဲနေပါမယ်ဆိုတော့ကိုယ့်ရဲ့ဒီမိသားစုထဲမှာဖြစ်ဖြစ်ကိုယ့်ရဲ့ကိုချစ်ဖို့အတွက်လက်မခံချင်တာကိုချီနှောင်ထားတဲ့အရာတွေလည်းဒီမှာရှိနေရပေါ့ဘာလို့လဲဒီလားကိုကအရင်တော့ကျတော့ဒီမိသားစုထဲမှာကိုဒီလိုမျိုးအပြုတ်မှုတခုလုပ်ဖို့လိမ့်မယ်ဒီမိုတယ်တော့ထုတ်မပြောဘူးနော်ဒီလိုအပြုတ်မှုလုပ်ဖို့လိမ့်မယ်တစ်ဖက်လူကကိုချုပ်ကင်ထားတဲ့ချစ်ချင်းမြတ်တာမျိုးနဲ့ကိုနဲ့ကြောင်းမှာကြုံဖူးတာမျိုးဖြစ်ဖြစ်ရှိလိမ့်မယ် but ဒါအပြစ်တင်ဖို့ပြောနေမှာမဟုတ်ဘူးနော်ဒါပေမဲ့အဲ့ဒီဟာကိုထက်ကပဲဆွဲနေပြီးတော့ကိုထောင်ချောက်မိပြီးပိတ်နေဖို့လည်းမဟုတ်ဘူးကောင်းမွန်တဲ့ relationship တွေကပိုင်ဆိုင်မှုရှိတယ်ဆိုတဲ့ခါချက်ကိုလည်းထပ်ပြီးတော့ရတာပဲနော်ကိုထူသမားလေးတွေအတွက် love message ဆိုတော့ okay မလေးအဲ့ဒီအတွက်နော်ပြီးတော့ရှင်ကိုတငယ်ချင်းတွေကြားထဲမှာလည်းကိုသစ္စာဖောက်ခဲ့တဲ့တငယ်ချင်းတွေရှိရဒါလည်း love ထဲမှာပါတာပဲနော်ဒါကိုရဲ့ love ကအကုန်လုံးခြုံငုံထားတာကိုထင်တတ်မှတ်ထားတဲ့ကိုမထိုက်တဲ့အောင်ဆိုတဲ့အရာတွေအများကြီးလည်းရှိနိုင်တယ်ပြီးတော့ဒါကိုယ့်ရဲ့မိခင်နာမှာရှိနေကိုယ့်ရဲ့ warm ထဲမှာရှိနေတဲ့ကိုယ့်ရဲ့ warm healing တွေကိုယ့်ရဲ့ဒါလေးတွေလည်းလုပ်ဖို့လိုအပ်နေတာလေးတွေကိုလည်းခံစားရတယ်နော်ကိုတို့တော်လေးအတွက် love messages okay ဆိုတော့တခြားလူတွေကမြင်တဲ့ကိုမှာထားနေတဲ့အမြင်တွေကိုလည်းကိုကအရင် view site လွန်အားကြီးနေတာပေါ့နော်တစ်ဖက်လူကနေကိုပေါ်စိတ်ပြတ်သွားမှဆိုလို့ဆိုပြီးတော့ကိုညင်ခဲ့တဲ့အရာတွေရှိနေရဲ့တဲ့ကိုကစားချက်တွေကိုထုတ်မပြောဖြစ်ဘူးပေါ့အဲ့လိုဟာတွေကြောင့်မလို့လဲနော် okay အဲ့လိုဟာတွေကြောင့်မလို့လဲကိုစိတ်ပြတ်တာတွေအများကြီးရှိခဲ့တယ်ဆိုတော့ကိုခွတ်လို့ဖို့လို့ကိုကအမားတွေလုပ်ခဲ့ဖူးနိုင်တယ် yes မှန်တယ်ဒါပေမဲ့ကိုခွတ်လို့ဖို့လည်းလိုအပ်တယ်ဆိုတဲ့ခါကျကလေးကိုရတယ်ဒီ terrible တွေကတော့ group ထူသမားလေးအတွက်အများကြီးပြောဖို့မရှိဘူးနဲ့တူပါတယ်နော်ကိုစီမှာတဲ့အတွေးတွေအရင်များနေတာမျိုးတွေနော်တရား group ထူသမားလေးအတွက်တိတ်တော့မကိုက်ညီဘူးလို့ခံစားရတဲ့ကတ်တခက်လိုပဲဒါကိုပြောစစ်တဲ့ခံစားချက်ပဲလို့ထင်တယ်နော်ဒါကိုပြောစစ်ခံစားချက်ပဲထင်တယ်ကိုနဲ့မကိုက်ညီတဲ့အရာကိုကစပ်ပြီးဆွဲထားနေစေဖြစ်နေတယ်ဆိုတော့ခံစားချက်ကလေးကိုရလိုက်တယ်နော်ဆွမ်းနာလိုပဲဒါလည်း justice ကိုပဲကြားတာပဲဆိုတော့ကိုဘွားရဲ့တင်ကန်းစာအနေနဲ့ပဲကိုကယူတင်တယ်ဒီဟာတွေကကိုယ့်ရဲ့တင်ကန်းစာအမားတွေကိုခွတ်လို့ဖို့လိုအပ်တယ်ဆိုတဲ့ခံစားချက်ကိုလည်းကိုကရတယ်ကိုဝန်ခံတင်တယ်ကိုအမားတွေကိုဝန်ခံလိုက်ကိုပြန်ပြီးခွတ်လွတ်လိုက်တခြားလူတွေကိုကိုကပြောဖို့ရှိရအထင်လွဲစီတဲ့စကားလုံးတွေကိုကပြောခဲ့မိတာတွေရှိမယ်စသဖြင့်ဒီလိုဆိုလို့ရှိရင်လည်း relationship တစ်ခုမှာကတေချာပါအချင်းချင်းပွပွလေးလေးပြောရတာကတေချာပါလိုအပ်တယ်အဲ့ဒီအတွက်နော်ပွပွလေးလေးပြန်ပြောလိုက်တာကပို့ပြီးအဆင်ပြေလိမ့်မယ်လို့လည်းခံစားရတယ်ဟုတ်ဒီမှာကြည့်ပါ yes ကောင်းတဲ့ relationship တစ်ခုကိုပိုင်ဆိုင်ဖို့ကတဟက်အရှိပါရောက်နေပါပြီနော်အတိတ်ထဲမှာဒီလောင်အိမ်လေးကိုကြည့်တယ်ဆိုလို့ရှိရင်เนาะဒီအတိတ်ထဲမှာကိုမပိတ်မိနေဖို့ပြောချင်တယ်ကိုကရွေးချယ်စရာတိတ်များတယ်ဆိုပြီးတော့မှတကယ်တမ်းဒီကိုအတွက်ကောင်းမွန်တဲ့ relationship မှုတွေဖြစ်နေသလားဆိုတော့ဘယ်တစ်ခုမှကိုအတွက်တိတ်ပြီးကောင်းမွန်တဲ့ relationship တွေဖြစ်မနေဘူးလို့ပဲခံစားရတယ်ဒါဆိုလို့ရှိရင်လည်း emotional မြင်လိုက်တာကမေဒူဆာလိုမျိုးပဲမြင်လိုက်တာဒါထာရော့အဓိပ္ပာယ်ထဲမှာဒါဟုတ်ရှိမှဟုတ်လိမ့်မယ်ဒါပေမဲ့လည်းအဲ့လိုမြင်တယ်တခုမှကိုအတွက်ကောင်းတဲ့အရာမဟုတ်ဘူးပဲကွာဒီဘိုလက်ရှိဘဝထဲမှာရှိနေကိုယ့်ရဲ့ဒီချမ်းသာကြွယ်ဝမှုတွေစသဖြင့်ကိုယ့်ရဲ့ဒီ physically ကိုပဲအရင်အာရုံစိုက်မိနေ energetically နေရာမှာတိတ်ပြီးအာရုံမစိုက်မိနေဘူးလက်တွေ့မြင်ရတဲ့အရာတွေကိုမှပဲအာရုံစိုက်နေပြီးတော့မှကိုအခုဖြစ်ပြနေတဲ့အရာတွေကိုပဲအာရုံစိုက်နေပြီးတော့မှငါဒီလိုမဖြစ်နိုင်တော့ဘူးငါဒီလိုမလုပ်နိုင်တော့ဘူးငါထိုင်နေမထိုက်တယ်လို့စသဖြင့်ဒီအသွေးတွေထဲမှာကိုပိတ်မိနေတာဒီဟာတွေကိုကိုက handling လုပ်ပြီးကိုထွက်လာနိုင်ပြီဆိုလို့ရှိရင်ဒီရဲ့ stable ဖြစ်တာတွေအရင်ခံစားရလိမ့်မယ်ကို root chakra เนาะကိုရဲ့မိသားစုပိုင်ဆိုင်ရတာမျိုးတွေပြီးကိုရဲ့မိသားစုထဲမှာရှိနေတဲ့အခြေအနေတွေကိုပြန်ပြီးသုံးသပ်ပါကိုရဲ့စိတ်ထဲမှာရှိနေတဲ့ခံစားချက်ကိုပြန်ပြီးသုံးသပ်ပါ family love father mother love နောက်ပြီးမှ relationship love okay relationship မလာခင်မှာပါလာတယ် friendship love okay communication စသဖြင့်ဒါတွေကိုပြန်သုံးသပ်ကြည့်ဖို့လိုအပ်နေတယ်ဆိုတဲ့ဒီ plastic ကို
ခံစားရတယ်နော်ကိုယ့်ရဲ့ဒီစိတ်ထဲမှာရှိနေမလုံခြုံမှုတွေစသဖြင့်ဒါတွေကိုလုပ်ဖို့တဲ့လိုအပ်တယ်ဒါမှ long term relationship ကိုပိုင်ဆိုင်ရလိမ့်မယ် single တွေဆိုလို့ရှိရင်လေနော်ကိုကဘယ်လို relationship ကို manifest လုပ်မိနေလဲဆိုတဲ့အပေါ်မှာလည်းသတိထားကြည့်ဖို့တဲ့လည်းလိုအပ်တယ်ဟုတ်တယ်ကိုကဒီ relationship တွေကိုကိုကစိတ်ဝင်စားသေးဘူးဒါပေမဲ့ဒီမှာဒီလိုမျိုးဆက်ကြည့်လိုက်တဲ့အခါမှာကိုကအတိတ်ကဖြစ်ခဲ့တဲ့အရာတခုကြောင့်မလို့ကိုက relationship အကောင့်တစ်ခုနဲ့မထိုက်တန်ဘူးလို့မြင်နေရတဲ့လူတယောက်လိုမျိုးပို့ပြီးတော့မှဖြစ်နေတယ်လို့ပို့ပြီးတော့ခံစားရတယ်လीနော်ကဲဟုတ်ပြီဆိုတော့ခပ်ပြင်းလေးတွေကလည်းဒီထဲမှာပို့ပြီးတော့မှအာသနာလေးဒီကိုတွေ့ရပါတယ်ပြီးတော့ Pisces ကလေးရောလေပေါ့နော်ဆိုတော့ okay balance ဖြစ်ဖို့လိုတယ်တစ်ဖက်တည်းကိုပဲစောင်းပြီးတော့မမြင်နဲ့ကို relationship ကိုမလိုအပ်ဘူးလုံးဝမလိုအပ်ဘူးငါဘယ်လိုဖြစ်လို့ဒါမှမဟုတ်ငါဒီလိုလိုနဲ့မထိုက်တန်ဘူးစသဖြင့်တစ်ဖက်စောင်းမြင်လိုက်တာမျိုးလေးတွေ feminine ဆို feminine ဘက်မှာပဲနေလိုက်ပြီးလုံးဝ over feminine ဖြစ်သွားတာမျိုးလေးတွေ wantive ဒဏ်ရာရနေတဲ့ feminine ကွဲတတ်တွေဖြစ်လာတာမျိုးလေးတွေဒါတွေရှိနိုင်တဲ့ကြောင့်မို့ကိုပြန်ပြီးတော့မှပြုပြင်ဖို့ကြိုးစားတင်တယ်ပေါ့နော်စာအုပ်ကလေးတွေဖတ်တာမျိုးလေးတွေနော်ကိုယ့်ရဲ့ဒီ relationship ဆိုတာလည်းဒီနော်ငွေကြေးနဲ့ပတ်သက်တဲ့ relationship တွေစသဖြင့်ဒါတွေကိုလည်းခံစားရတယ်ဒီ relationship ကကြောင့်လေဒီကိုယုံကြည်မှုမရှိတာကိုယ့်ရဲ့အမျိုးသားကိုယ့်ရဲ့ချစ်သူပဲဖြစ်စေကိုကသူ့ဘောမှာငွေကြေးနဲ့ပတ်သက်ပြီးတော့မှမိခုံမိမှာဆိုရင်တာမျိုးတွေစသဖြင့်ဒီလိုကိုမယုံကြည်တဲ့ဒီရှုပ်ထွေးတဲ့မယုံကြည်မှုတွေအများကြီးပဲဒီမှာရှိနေတာကိုတွေ့ရတယ်ဟုတ်တွေ့လားအရန်ကိုနော်ဒီတစ္ဆာဖောက်ခင်ရတဲ့ရင်တော့ကဒီခံစားချက်ကိုဒီ cheating ကိုပဲတွားပြီးတော့မှနောက်ဒီမှာဒီ cheating ကိုပဲတွားပြီးတော့မှတွေးမိတယ်တရားတွေရှိနေလို့နောက်ထပ် relationship တွေကိုမဝင်ချင်တာလို့ပို့ပြီးတော့မှမြင်လာရတယ်လीနော်ဆိုတော့ဒီ relationship မှာကိုယ်တကယ်တမ်းပြော stable ဖြစ်ဖို့ခံစားချက်ကိုလိုချင်တယ်ဒီမှာဒီ Skara chakra ဒီ warm healing နဲ့တူတယ်နော်ဆိုတော့ Sagittarius လည်းဒီမှာနော်ပါတယ်ဆိုတော့ကိုယ့်ရဲ့ဒီ strength ဒီဘယ်လာလဲဆိုတော့ကိုယ့်ရဲ့ဒီ Skara ကနေလာပါတယ်တဲ့ဆိုတော့ဒီကုသသမားလေးတွေကအခု emotion ရှုပ်ထွေးနေတဲ့ခံစားချက်လိုမျိုးရတယ်လို့ပဲလုံးဝ grounding ကိုမဖြစ်နေတာเนาะအခြေပုံမှာပြန်ခိုင်နေလို့မငြိမ်နေဘူးလို့ပဲပို့ပြီးတော့ခံစားရတယ် emotional ဒီမှာလည်းမခိုင်ဘူးလို့လည်းခံစားရတယ်ကို emotional intelligent ဒီရှိဖို့လိုတယ်เนาะကိုယ့်ရဲ့ဒီမိသားစုထဲမှာတွေ့လားပြောထားတဲ့အတိုင်းအဲ့တော့ဆက်ဆံရေးတွေကိုကိုမယုံကြည်တော့တာမျိုးတွေတိုင်ရာတွေအများကြီးနဲ့ဒီလိုပတရားတွေဘလဘွားနေဆိုတဲ့ခံစားချက်လိုမျိုးရထားတယ်လို့ဖြစ်နေတယ်ပေါ့နော်ဆိုတော့ဘတ်တော်တက်ကလေးကိုထပ်ပြီးတော့မှဒီ model ကိုတစ်ချက်ခဏကြည့်ကြည့်အောင်ဒီဘက်ကကောဘတ်တော်တက်ဒီဘက်ကကောဘတ်တော်တက်ပေါ့ sorry the hierophant ကိုခုဖြစ်နေတဲ့အရာတွေအကုန်လုံးကိုဖြစ်နေတဲ့ရှုပ်ထွေးမှုတွေအကုန်လုံးကိုယ့်ရဲ့ဒီ accessory တွေဘိုးဘဘီဘီနေနော်ပြင်ပကရှိနေတဲ့အရာတွေပြီး traditional ရိုးရာယုံကြည်မှုတွေစသဖြင့်ဘာသာရေးစသဖြင့်ဒီလိုရှုပ်ထွေးမှုတွေထဲကနေပြီးတော့မှကိုချီနှောင်ထားတဲ့အရာတွေရှိနေတဲ့အတွက်ကြောင့်လို့ပို့ပြီးတော့ခံစားလိုက်ရသေးတယ် imagination ဆိုတဲ့အရာမှာလည်းကိုယ့်ရဲ့ imagination ကဒါပဲကိုဖြစ်ချင်တဲ့အရာကဒါပဲသို့တော့ကိုအပြင်ကိုတကယ်မထွက်ရဘူးလက်မခံရဘူးမဖွင့်ရဘူးဒါရီရောဒီဟာတွေကိုဒီဆို emotional ကဒီမှာကိုကကြောက်နေတဲ့အရာတွေကဒီ group တော်တမလေးအတွက်လုပ်ပြီးရှင်းတာကဒီမှာတေးချကြည့်ဒီဟာတွေအကုန်လုံးကကောင်းတဲ့အရာတွေကြီးပဲတရားဆိုလို့ရှိရင်လည်း justice ကလည်းနှစ်ကတ်တောင်ပါတယ်နော် justice ကိုတရားရင်ဆိုင်မှုနေရာကိုတွေးလိုက်ရတဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့အမှန်တရားကိုပို့ပြီးတော့မှကိုအတိဆုံးဖြစ်တယ်ကိုထုတ်ဖော်ပြီးတော့ပြောတဲ့ကိုထိုက်တန်တယ်ဆိုတော့ကိုကကိုယ့်ရဲ့ judgment ဖြစ်တယ်ကိုကကိုယ့်ရဲ့တရားသူကြီးပဲဖြစ်တယ်ဆိုတော့ဒါကြောင့်မို့ကိုထိုက်တန်တယ်ဆိုတော့ကိုပို့ပြီးတော့မှယုံကြည်တဲ့လုံတဲ့ဒီလိုခံစားရတယ်ဒီမှာမတူညီတဲ့ dash ကနေတော့ judgment ကိုနှစ်ကတ်ကြလာတော့ပဲဖြစ်ပါတယ်နော် judgment ကိုနှစ်ကတ်ကြီးများတော့ကြလာတော့ပဲဖြစ်ပါတယ်အဲ့တော့ကိုဘွားရဲ့သင်ခန်းစာတွေနော်ဒါဖြစ်ခဲ့တဲ့ကိုဘွားသင်ခန်းစာတွေပဲဒါကိုသင်ခန်းစာယူပြီးတော့မှရှေ့ကိုဆက်သွားပါကောင်းမွန်တဲ့ relationship တွေကကိုယ်စောင့်ကြိုနေပါတယ်ဆိုတော့ဒီလိုခံစားချက်မျိုးလေးကိုလည်းရရှိထားတယ်ဒီ justice ကကောင်းတဲ့ကပ်ပဲနော်
ကောင်းတဲ့အရာကိုပဲကြားထားတာပဲမကောင်းတဲ့အရာဆိုတာထက်ကိုအင်မိုဒါဒီမှာပြောပြမယ်ပို့ပြီးတော့မှကွက်ကွက်ကွင်းကွင်းမြင်လာတော့နော်ဒီလိုရောပြလိုက်မယ်ကြည့်ထားခရုတို့သမားလေးတွေကနည်းနည်းလေးကိုယ့်ရဲ့အကြောက်တရားကိုအကြီးလို့ထင်ပြီးတော့မှကိုကအကောင်းမွန်တဲ့ relationship တွေကိုမဝင်ရဲတာဖြစ်နေတယ်လို့ပို့ပြီးတော့မှခံစားရတာဖြစ်နေတဲ့အတွက် emoji ကဒီမှာတစ်ချက်တိတာခွဲပြမယ်ကင်မရာထဲမှာမြင်ရလားမသိဘူး okay ဒီမှာemoji ပြောတဲ့ပုံစံတခြားလူတွေရဲ့ read တခြားဆရာတွေ reading တိတ်တော့မတူတော့ဘူးเนาะ okay ဆိုတော့ကြည့်မှာဒီမှာကြည့်ဒီဟာကိုဒီလိုခွဲလိုက်ဒီဟာကောင်းမွန်တဲ့ကက်တွေကြည့်အောင်ဒီအတိတ်ကကိုယ့်ရဲ့အမားတွေကိုဆုံးဖြတ်ရေးခဲ့တာတွေရှိတယ်မှာကိုရှိခဲ့ရတဲ့ကိုယ့်ရဲ့နောင်တတွေလားကိုဒီလိုမလုပ်ခဲ့ရလို့ကိုယ့်ရဲ့လွတ်လပ်ခွင့်တွေဆုံးရှုံးခဲ့ရတယ်ငါမားခဲ့တယ်ဆိုနေတဲ့နောင်တတွေဒါမှမဟုတ်ကိုကဒီနော်ကိုယ့်ရဲ့ခံစားချက်ကိုမထုတ်ပြောခဲ့မိတဲ့အတွက်ကြောင့်မလို့တစ်ဖက်လူကအထင်လွဲခဲ့ရတဲ့လွဲမာခဲ့တဲ့ relationship တွေပြီးခဲ့တဲ့ဟာတွေကိုကိုကပြန်ပြီးတော့မှဆွဲနေတာတကယ်တမ်းပိုင်ဆိုင်ရမယ့်အရာကိုကြည့်လိုက် The good card this is not mean the bad card but it just mean your bad side ဒါတင်ရဲ့တကယ်မကောင်းမွေးနေကိုယ့်ရဲ့တကယ် share side ကိုယ့်ရဲ့ share ဘက်ကခံစားချက်တွေကိုယ့်ရဲ့အရေးဘက်ကခံစားချက်တွေဒီ love life ထဲမှာဖြစ်နေကိုယ့်ရဲ့အရေးဘက်ကဒီခံစားချက်တွေကိုပြောချင်တာဒါပေမဲ့ကြည့်လိုက်ဒီအကြောက်တရားတွေနဲ့ထွက်လိုက်တာ ਨੇ how many cards နော်ဘယ်နှကက်ရှိလဲဒီထဲမှာစဉ်းစားကြည့်ကက်နဲ့ပဲအရင်စဉ်းစားကြည့်နေအောင်ဒီမဲ့9ကက်ဟုတ်လား1 2 6 8 10ဟိုးနှစ်ဆတော့ right ကြည့်ကြည့် oh my god ဘာလို့ဒီဟာကိုကြောက်နေရတာလဲကိုအတွက်ဒီအဆောက်ပေါင်းများဆိုကိုနဲ့ထိုက်တန်တဲ့အရာတွေကောင်းမွန်တဲ့ relationship တွေကိုစီလာမဲ့ဟာကိုဘာကြောင့်ဒါကိုဒီလိုကြောက်ပြီးတော့စိတ်ထဲမှာပဲကိုပိတ်မိနေကိုစိတ်ထဲမှာပဲဒီလိုပိတ်မိနေပြီမလဲတကယ်တမ်းကိုရဲ့အတွေ့ကို grounding ချလိုက်နော် root chakra ကိုရဲ့ chakra အရဆိုလို့ရှိရင် root chakra အားကောင်းအောင်လှုပ်လိုက်ဒါနဲ့ဒီုံဘာတွေရလာမှာ wow see ဒီမှာတိတိကျကျဖြစ်အောင်မျိုးတဲ့ခွဲပြထားပြီးရကြည့်လိုက် see right ဒါပဲ right ဟုတ်တယ်ဒါပဲမြင်လားကိုစီမှာပိုကောင်းတဲ့မိတ်ဆွေကောင်းတွေလည်းပို့ပြီးရလာမယ်ဒီ relationship တွေထဲမှာ love message ကိုဘာလို့မယ်ဆိုတော့ဒီ message တွေမှာ emoji ဘာတွေပြောနေမှန်းတော့သိချောင်းမမိဘူးဒါပေမဲ့ကိုယ်တိုင်ကသိလိမ့်မယ်ကိုပါလို့ပြောဖို့လိုအပ်နေတယ်ဆိုတာကိုဘယ်သူတွေကကိုလာပြောနေလဲကိုယ့် asset တွေကနေကိုလာပြောနေတယ်ကိုအတိတ်ရဲ့ဒီကိုယ့်ရဲ့မားခဲ့တဲ့အရာတွေထဲမှာကိုသွားပြီးတော့မပိတ်မိနေပါနဲ့ကိုဒီလိုလုပ်ခဲ့ဖူးတယ်မှန်တယ်ဒီလိုမျိုးလုပ်ခဲ့ဖူးတယ်ဒါမှမဟုတ်ကိုကလုံးဝအတွင်းကြကိုယ့်ရဲ့အတွင်းအနှက်ဆုံးကိုယ့်ရဲ့နော် share မသိစိတ်ထဲမှာကိုတွေးနေကိုယ့်ကို belief တွေရှိတယ်ဒီ belief တွေကဒီ love life ကိုဖြစ်ချင်တဲ့ကိုယ့်ရဲ့ love life ကိုမဖန်တီးနိုင်အောင်လို့တားထားနေတဲ့ဒီ vision အတုတွေ illusion တွေ okay နော် illusion တွေရှိနေတယ်ပုံရိပ်အောင်အတုတွေရှိနေတယ်သုံးဟုတ်ကိုယ့်ရဲ့စိတ်ကူးရင်ထဲမှာပဲကိုကပြောနေပြီးတော့တကယ်လက်တွေ့ဘဝကိုမစင်းရဲဘူးဆိုတော့ justice ကိုတိလာရမယ်ကို awakening တွေဖြစ်လာရမယ်ဒါမှသာရင်ဒီဘက် love life ကိုပိုင်ဆိုင်ရမယ်ဒီ justice တွေအလဲရ middle ပဲဒီဟာတွေကိုတိလာတာနဲ့ကိုနဲ့ဘာတွေကထိုက်တန်တယ်ဆိုတာကိုတိလာလိမ့်မယ်ဆိုတဲ့ခံစားချက်အပြည့်အဝကိုရတယ်ဒီမှာကြည့်လိုက်အောင် model ပြောထားရှင်းမနေဘူးလားကြည့်လိုက်ကိုဘာကိုကြောက်နေတာလဲကိုကြောက်နေတဲ့အရာတီးတီးလေးပါကိုတကယ်ရမယ့်အရာကိုတကယ်ဖြစ်နိုင်တဲ့ potential ကိုရဖြစ်နိုင်တဲ့အလားအလာအကြီးပါဆိုတာတွေကိုတွေ့ရဒီ love life ထဲမှာလဲကိုတက်ကောင်းမွန်တဲ့တငယ်ချင်းတွေမိသားစုတွေအများကြီးပဲပိုင်ဆိုင်ရလိမ့်မယ်ဒါပေမဲ့ကိုရဲ့အမြင်ကိုပဲကိုပြောင်းလဲပေးဖို့လိုတယ်နော်ကိုမြင်နေတဲ့အမြင်ပုံစံကကိုအတွက်အဆင်ပြေလောက်ဘူးကိုဘလို့မဖြစ်လောက်ဘူးကိုဘာတွေနဲ့မထိုက်တန်လောက်ဘူးဆိုသဖြင့်ကို block လုပ်ထားတဲ့အရာတွေအများကြီးရှိပါတယ်ဒီဟာတွေကိုကိုကသိပြီးတော့မှ balance ပြအောင်လုပ်ပါပြုပြင်ပြောင်းလဲပါဒါဆိုလို့ရှိရင်ဒီလိုရလာပါလိမ့်မယ်ကိုအထင်ကြီးလေးစားရတယ်ကိုစမ်းနေပါဖွင့်လာပါလိမ့်မယ်တဲ့နော်ဒီမေလထဲမှာကကိုတကယ်ဟင်းလေးလောက်ရမယ့်အချိန်တစ်ခုလည်းဖြစ်တယ်ပေါ့နော်ကို self focusation လုပ်နေတယ်ရွေးချယ်မှုကလည်းတိတ်ကောင်းပါတယ်
relationship ထဲမှာရှိနေတဲ့လူတွေအနေနဲ့ကလည်းကိုယ့်ကို focus လုပ်ဖို့အတွက်ကိုရွေးချယ်တာကလည်းအားပေးပါတယ်တိတ်ကိုကောင်းတဲ့ရွေးချယ်မှုတစ်ခုပဲဖြစ်ပါတယ်နော်ကောင်းပါတယ်ဟုတ်ပြီဒီ moon energy လိုပဲကိုယ့်ကို agent နဲ့ love light လေးကိုကိုယ့်ကိုချစ်တဲ့ချစ်ချင်းမြတ်တာအဆုံးမရှိချစ်ချင်းမြတ်တာကိုပိုင်ဆိုင်ပြီးတော့ကောင်းမွန်တဲ့ love light လေးကိုပိုင်ဆိုင်ရပါစီလို့လည်း emote ကဆူတောင်းပေးလိုက်ပါတယ် subscribe လုပ်ပေးတဲ့လူတွေ comment မှန်ပေးတဲ့လူတွေ like လုပ်ပေးတဲ့လူတွေ sharing လုပ်ပေးတဲ့လူတွေအကုန်လုံးကိုလည်းကျေးဇူးတင်ပါတယ်နော်ဒါကတော့ group သမားတွေရဲ့ love reading လေးပဲဖြစ်ပါတယ် love reading ဆိုပေမဲ့လည်းအရန်ကြီးပဲမတူညီတဲ့မှတ်ချက်စီကိုပေးသွားတယ်လို့သာ emote ခံစားလိုက်ရတယ်ဘာပြောလဲဆိုတော့ emote ကမတိတာဖြစ်တဲ့အတွက်ကိုဘယ်လိုမျိုးမှတ်ချက်ကလေးကိုရရှိလဲဆိုတာကို comment မှာတစ်ချက်လောက်ရေးပေးခဲ့နော် common relationship ကလေးကိုပိုင်ဆိုင်ရမယ်လို့လည်းခံစားရပါတယ် so emote တို့ဒီအယုံဆုံးဒီခက်ကလေးဆွဲလိုက်ရအောင်ပေါ့နော်ကနကကို emote ကဓာတ်နှစ်ခုအသုံးသားပြီးမှဖြစ်ပါတယ်ဆိုတော့မီလာအတွက်ကုသရေးသမားတွေရဲ့ love messages ကလေးကဘာဖြစ်မလဲပေါ့ဒီသမားတွေရဲ့မီလာအတွက် messages ကလေးက wow ဒီသမားတွေရဲ့မီလာလောက်တော်တိတ်တိတ်ကြတာစကလေးမှာကဒါ group ထူသမားတွေgroup ဘယ်လိုပြော group သမားတွေနဲ့တူတယ်ခဏချက်ကိုရပြများနေတယ်ခဏချက်ဘလို့ရရမသိရဒါပေမဲ့ဒါပြီးခဲ့တဲ့ relationship ဒါအတိတ် relationship ကိုထပ်ဖို့ကိုတက်ဖို့ကောင်းတဲ့အခက်အခဲချက်တွေကိုရလာတော့မယ်ကိုတက်ထိုက်တဲ့အရာတွေရလာတော့မယ်ဆိုရင်တော့ကိုကနှလုံးသားတွေမှာကိုကကျတော့ဒီအတိတ်မှာတော့ပိတ်မိနေတယ်ဒီလိုမျိုးလေးတွေကိုကိုလည်းခံစားရတယ်လို့ဒါမှမဟုတ်ကိုခံစားချက်ကိုနားမလဲတာလို့လည်းခံစားရတယ်နော်ကိုမသိတာကိုနားမလဲတာကိုရဲ့ခံစားချက်ကိုမသိတာနော်ကိုဘာကိုရွေးချယ်ရမလဲဆိုကိုမသိတာကိုရဲ့ခံစားချက်ကိုနားမလဲဘူးဆိုတဲ့ခံစားချက်မျိုးကိုကဘတို့ကိုပဲလမ်းကိုရွေးရမလဲကိုဘတို့ရွေးရမလဲကိုတောင်မသိဘူးဖြစ်နေခံစားချက်မျိုးဖြစ်ပါတယ်ဒါပေမဲ့အုံနောက်နဲ့မရွေးချယ်ဖို့ပြောရှင်တယ်နော်ဒါဆိုရှင်တော့ဖြေမှာပါလိမ့်မယ်လို့ဆိုတော့စမ်းပွင့်တဲ့ခံစားချက်ကိုလည်းရတယ်ကိုကလေစမ်းပွင့်လို့တဲ့ခံစားချက်ကိုမခံနိုင်တာလည်းဖြစ်နိုင်တယ်နော်စမ်းပွင့်တာလေးရှိရလို့ဒီကိုရဲ့ဒီဖြစ်ခဲ့တဲ့အတိတ်က relationship တွေပဲဖြစ်စေတော့မကိုချစ်တဲ့လူကပဲဖြစ်စေကိုဘူပြီးတော့မှစိတ်ဝင်စားလာတာလေးတွေခံစားချက်လေးဖြစ်တယ်ဒီမှာစိတ်မလုံးချုံမှုလည်းခံစားရတယ်နော်ဆိုတော့ဒီမှာ hard work အလုံးမှာကိုအာရုံစိုက်နေတာကြောင့်ဒီကိုနောက်မှာကိုလာပြီးတော့မှချစ်တဲ့လူတွေရှိနေအောင်ကိုမြင်ရအောင်ဆိုတဲ့ခံစားချက်မျိုးလေးကိုလည်းဖြစ်တယ်နော်ကိုစီမံရှိနေတဲ့ဒီအပြောင်းအလဲလေးတွေနော်ရှိလာပါလိမ့်မယ်ဒါပေမဲ့ကို relationship တခုလေးကိုရောက်ဖို့လည်းရှိပါတယ်ကိုကဘောနော်ဒီ group 3သမားလေးတွေကrelationship တွေကိုဝင်ဖို့စဉ်းစားနေတယ်ဘလို့ရွေးချယ်ရမလဲမသိဘူးဆိုတော့တဖြည်းဒီလိုဖြစ်နေမယ်ဆိုလို့ရှိရင်လည်းကိုယ်နှလုံးသားကိုယုံကြည်လိုက်ပါကောင်းမွန်တဲ့ကိုယ့်ရဲ့ intuition ကိုယုံကြည်လိုက်ရင်ကောင်းမွန်တဲ့ဒီ relationship တွေကလာဖို့အတွက်စောင့်ကြိုနေပါတယ်ဆိုတဲ့ခံစားချက်ကလေးကိုလည်းရရှိထားတယ်ဒီမှာတော့လားနော်ကောင်းမွန်တဲ့ relationship လေးကိုရရှိပါလိမ့်မယ်ဆိုတော့ကိုယ့်ရဲ့ဒီကိုဘလို့ relationship မျိုးကိုလိုချင်လဲဒီ relationship နဲ့ပတ်သက်ပြီးကို fulfill ဖြစ်လိမ့်မယ်ကိုကဒီ relationship ထဲမှာကိုကကောင်းမွန်တဲ့ချစ်ချင်းမြတ်တာကိုဘလို့ရှင်လဲကိုစီမှာ royal ဖြစ်တဲ့ချစ်ချင်းမြတ်တာကိုကလိုချင်တယ်ဆိုလို့ရှိရင်ကိုကဒီအတိတ်က relationship တွေကြောင့်မလို့ကိုဒီလိုမရမှာစိုးရိမ်နေတယ်ဆိုလို့ရှိရင်လည်းbelieve yourself ပေါ့နော်ကိုယ်စနာတွေကပြေဝလာပါလိမ့်မယ်ဆိုတဲ့ခံစားချက်ကလေးကိုလည်းရရှိထားပါတယ်နော် okay group 3သမားလေးတွေကလေနော်အရန်ကြီး self confident နဲ့အဲ့တော့လေအားနေနေတဲ့ပုံစံမျိုးဖြစ်တယ်ကိုကပေါ့နော်ပြီးလို့ရှိရင်တချို့ကြတော့လေနော်ဒီ group 3သမားလေးကဒါ collective reading ပဲလေဆိုရမှာဆိုလို့ရှိရင်တော့ဒီ group 3တွေအကုန်လုံးကိုခြုံပြီးတော့ပြောထားတာဖြစ်နေတဲ့အတွက်ကြောင့်ကိုက်ညီတဲ့အဖြစ်ကိုပဲယူဖို့တော့ပို့ပြီးတော့ပြောချင်တယ်ပေါ့နော်ဆိုတော့ကိုစီကိုနော်လူနှစ်ယောက်ကရောက်လာနိုင်တယ်ဆိုတဲ့ခံစားချက်ကိုရတယ်တယောက်ကကိုယ့်အတွက်အသက်ကြီးနိုင်တယ်တယောက်ကကိုယ့်အတွက်အသက်ငယ်နိုင်တယ်
ကိုလုံးသားကသွားတဲ့နေရာကိုတော့ရွေးချယ်ပါဆိုတဲ့ခါချက်ကိုလည်းရတယ်ကိုစီကိုလူနှစ်ယောက်ကရောက်လာလိမ့်မယ်တပြိုင်နက်ထဲမှာပဲရောက်လာဖို့လည်းရှိတယ်ကိုထက်အသက်ကြီးတဲ့လူတယောက်ကကိုထက်အသက်ငယ်တဲ့လူစသဖြင့်ဒါကိုရရှိလာနိုင်တယ်ဒီအခြေအနေမှာကြည့်မယ်ဆိုလို့ရှိရင်ကကိုသူသမားလေးတွေကကိုနဲ့ရွယ်သူဒါမှမဟုတ်အသက်ငယ်တဲ့လူပေါ့နော်ဒီနှစ်ခုတည်းတစ်ခုဖြစ်နိုင်ရှိတယ်ဆိုတော့ကိုနဲ့ရွယ်သူဒါမှမဟုတ်ကိုထက်အသက်ငယ်တဲ့လူကိုကပို့ပြီးတော့မှရွေးချယ်မိလိမ့်မယ်ဆိုတဲ့ခံစားချက်ကိုလည်းရတယ်တချို့ကတော့ကိုပေါ့နော်တချို့ကတော့ကိုဆိုတဲ့ခံစားချက်ကိုလည်းရတယ်နော်ကိုယ်လုံးသားတော်တဲ့နေရာကိုကရွေးချယ်မိကြပါလိမ့်မယ်ဒါကိုရွေးချယ်လိုက်ပါကိုလုံးသားတော်တဲ့အတိုင်းရွေးချယ်လိုက်ပါတဲ့နော်ကိုစီကိုစမ်းနေပွင့်လာမှာပေါ့နော်ကိုချစ်တကယ်ရှိတဲ့လူကဘသူဖြစ်မလဲဆိုပြီးတော့မှကိုကစဉ်းစားနေမယ်စာကိုရဲ့လုံးသားတော်တဲ့နေရာကိုရွေးချယ်လို့လည်းရတယ်လို့နောက်တစ်ခါကိုတကယ်စိတ်ဝင်စားနေတဲ့လူကအမြဲတမ်းသိအောင်စောင့်ကြည့်နေတတ်တယ်တင်ပါစားရှင်လဲတင်ပါလို့ရှင်လဲတင်ပါကြိုက်တာလဲတင်ဘလို့အလုပ်ကိုလုပ်နေတယ်လဲတင်ဘလို့အလုပ်စ조사လဲတင်ကဘလို့မျိုးစီးပေါင်မျိုးရှိတာလဲတင်ကဘလို့လုပ်ရင်မကြိုက်ဘူးလဲစသဖြင့်ဒီလိုကိုယ့်ရဲ့အပြုအမူတွေကိုလုံးဝတောက်ထောက်လိုက်ပြီး check လုပ်နေမဲ့လူတယောက်ကိုစီကိုရှိလိမ့်မယ်ကို့မှာ relationship ရှိပြီးသားဆိုလို့ရှင်လဲကိုယ့်ရဲ့ချစ်သူကနေပြီးကိုယ်ဒီလိုမျိုးတဝင်တိုးတာတွေရှိလိမ့်မယ်ဒီလိုမျိုး surrounding ဖြစ်နေရနော်စောင်းပွင့်နေတဲ့အတွက်ကြောင့်ဒီလိုခံစားချက်တွေလည်းရှိနေပါလိမ့်မယ်ဒီလိုတုံတို့ကိုစောင့်ကြည့်နေတာမျိုးလေးတွေကိုမယုံကြည်တာမဟုတ်ဘဲနဲ့အူတိုတဲ့ပုံစံလေးဒါလေးတွေကိုလည်းခံစားရတယ်ဆိုတော့အရန်ကောင်းတဲ့ခံစားချက်ကလေးကိုဖြစ်တယ်ဒါပေမဲ့ဒီ relationship တွေမှာတော့အရန်ကြီး stable ကိုယ့်ရဲ့ marriage အထိတော့တတ်သွားဖို့တဲ့အခြေအနေတော့မရှိသေးဘူးလို့လည်းခံစားရတယ်เนาะဒီထဲမှာတော့လေ stable အရန်ကြီးတော့ဖြစ်မထားသေးဘူးအဓိကကိုအရင်ဆုံးတောက်ပနေမဲ့အချိန်တစ်ခုအနေနဲ့တော့ခံစားရတယ်เนาะterm message ကလေးဆက်ပြီးတော့မှယူလိုက်ရအောင်เนาะမိအတွက် group 3တမလေးတဲ့ love message လေးကိုဆက်ကြည့်လိုက်ရအောင်မိအတွက် group 3တမလေးတဲ့ love message okay မိအတွက် group 3တမလေးတဲ့ love message okay မိအတွက် group 3တမလေးတဲ့ love messages oh my god တပြင်းတစ်ချက်ချမိတယ်ကတ်တွေကလုံးဝပလက်လက်အောင်ကြားတယ်ထူးဆန်းတယ်made a group oh my god see yes အဖေကအစောကတည်းကပေါ်ပြီးသားပဲတဲ့ကိုဘလိုမျိုးကိုဘလိုရရှိကိုရဲ့စိတ်ထဲမှာရှိနေတဲ့ကိုရဲ့အကြောက်တရားတွေကအစအကုန်လုံးကလေတလားအဖေကအစောကတည်းကပေါ်ပြီးသားပဲဘလို့ဖြစ်လဲဆိုတော့ခုနကတော့ကက်ကသူ့ကိုယ်သူဒီလိုပလက်လက်နာပဲအမြဲတမ်းကြားတယ်ကြတော့တစ်ချက်ခံစားလိုက်ရတာကရှင်းရှင်းလင်းလင်းကိုအတွက်တကယ်ထိုက်တယ်တဲ့လူကဘာလို့လဲကိုကဘာနဲ့ထိုက်တယ်လဲဆိုတာကို universe ကရှင်းရှင်းလင်းလင်းကိုပြထားပြီးသားပဲဖြစ်နေပါတယ်တဲ့အဖေကရှင်းပြီးသားပါနော်ပြီးတော့ကိုရဲ့ relationship ထဲမှာရှိတယ်ဆိုလဲကိုရဲ့ချစ်သူကကိုပေါ်တကယ်တစ္ဆာရှိတယ်ဆိုတော့ကိုပေါ့နော်ကိုကအခု relationship လက်ရှိ relationship ကတိတ်မကြသေးတဲ့လူတွေလည်းရှိလိမ့်မယ်တော့တစ်နှစ်ကျော်ထားတယ်လည်းရှိလိမ့်မယ်တိုးတော့အရင်အတိတ်ကဖြစ်တဲ့ relationship ကြောင့်မလို့ကိုယ်စီထဲမှာရှိနေတဲ့ trauma တွေကိုမချတင်ချပါဘူးနော်ဘာလို့လဲဆိုတော့ကိုရဲ့ဒီအခု relationship ကိုမှရှိနေတဲ့အခုအချိန်ကိုက enjoy လုပ်ပေးဖို့လိုရဆိုရင်ဒီ bad data တက်ကလည်းအဖေကကြပြီးသားဖြစ်တယ်နော်ဆိုတော့တင်လုံးဝမထိုက်တန်ဘူးတဲ့အတိတ်မှာကိတ်ပိနေဖို့လုံးဝမထိုက်တန်ဆိုတာအဖေကလုံးဝ revolve ဖြစ်ပြီးသားဆိုတော့ဒီလိုပလက်လန်ပြီးတော့မှဟာတယ်နဲ့အကုန်ပြနော်ကိုယ်စီမှာရှိနေဒီမှာ trauma နော်တကယ်တော့ဒါ not necessary တဲ့နော်ဒါလုံးဝမလိုအပ်ဘူးတဲ့ကိုယ့်အမြက်ကိုယ့်ရဲ့ root chakra မှာကိုယ့်ရဲ့ဒီအမြက်ကိုယ့်ရဲ့ငယ်အရင်တုန်းကငယ်ဘဝရှိအတွေးတွေဒါမှမိသားစုတွေမှာရှိနေတဲ့တတ်မှတ်ထားတဲ့အတွေးတွေစသဖြင့်ဒါတွေကကိုယ့်ရဲ့ဒီ relationship တွေမှာကိုယ်မပြောရှင်းအောင်လုပ်ထားတဲ့ပိတ်မိနေတဲ့အရာလိုမျိုးပဲတဲ့ဒီ group 3ခုလုံးကအကုန်လုံးဟင်းနေလိုအပ်နေရတော့အမှန်ပဲနော်ကိုယ်စိတ်ထဲမှာရှိနေတဲ့ belief system အမြင်တွေကိုပြောင်းလဲပေးဖို့လိုအပ်တယ်ကောင်းမွန်တဲ့အမြင်တွေကိုထားပေးဖို့လိုအပ်တယ်နော်ကိုချစ်ချင်းမေတ္တာအတွက်ပြောမယ်ဆိုလို့ရှိရင်လေ switch ပြောင်းလဲဖို့အချိန်တန်ပြီအပြောင်းလဲကိုလက်ခံလိုက်ပါကြောက်မနေပါနဲ့ကိုကပြီးဆုံးလိုက်ရဆိုတော့ကိုရှုံနေသွားမလားဆုံးမလားကိုဒီလိုလုပ်လိုက်ကိုဒီလိုပုံစံပြောင်းလဲတော့လူတွေကငါ့ကိုချစ်ပါမလားဆိုတော့ကိုချစ်ဖို့ကိုရွေးချယ်ပြီးပါလို့လဲခံစားရတယ်နော်ဆိုတော့ဒီမှာ conflict ကိုအတွင်းထဲမှာရှိနေကို conflict တွေကိုယ့်ရဲ့ခံစားချက်ကိုထုတ်ဖို့မပြောတတ်ဘူးတဲ့ကိုကအမြဲတမ်းခံနေရတဲ့ဘက်ကပဲဆိုပြီးကို victim နေရာမှာထားတာနဲ့တူတယ်နော်ကဲထကြည့်အောင်
routine wow စိတ်ရှိတီးခံဖို့လိုတယ်ကိုကဒီ relationship တစ်ခုကိုလိုချင်တယ်ကောင်းတဲ့ relationship တစ်ခုကိုလိုချင်တယ်ဆိုလို့ရှိရင်เนาะကိုကစိတ်ရှိရှိနဲ့ဆောင်ဖို့လိုတယ်ဒါပေမဲ့လည်းကိုကဒီတိုင်းထိုင်ဆောင်နေရမယ်လို့ဆိုလို့ရှင်တာမဟုတ်ဘဲနဲ့ကို shining ဖြစ်နေရင်လည်းဒီလို relationship တွေကိုပိုင်ဆိုင်ရမယ်ဆိုတော့ဒီလိုအစီအစဉ်ကြနေပြီးသားလို့ဖြစ်နေတယ်ဒီလိုခံစားချက်ကလေးကိုရထားတယ်เนาะ Saturday နေ့နဲ့ကိုရဲ့ hard working ကိုကစစ်စီတာခံရလိမ့်မယ်ဒီပိလာထဲမှာလေ love reading နဲ့ကိုမဆိုင်မနဲ့အရင်ဦးဆုံးကိုရဲ့ဒီကစားဒီစစ်စီတာကိုလေခံစားရနိုင်မယ်ဆိုတော့လေခံစားရတယ်ပြီးတော့ finish what you start I'm sorry finish what you start အရင်တော့ဖြစ်ခဲ့တဲ့ကိုယ့်ရဲ့အမားအစတီကိုကအဆုံးတက်လိုက်တာမျိုးလေးတွေပဲဖြစ်ဒါလေးတွေလည်းလုပ်တင်တယ်ပြီးတော့နောက်တစ်ခုကတော့ဒီကိုယ့်ရဲ့ဒီကိုပို့ပြီးတော့မှစူးစမ်းတာကိုယ့်ကို discipline လောက်ကိုယ့်ရဲ့ဒီကိုယ့်ကိုချစ်ချင်းမြတ်တာနဲ့ပြန်စူးစမ်းပြီးတော့ကိုယ့်ရဲ့ဒီ step ကို property တွေကိုပြန်ပြီးရယူတာကိုယ့်ရဲ့အပေါင်းတန်းအနေကိုပြန်ပြီးရယူတာဆိုတော့ဒါလေးတွေကိုလည်းလုပ်ဖို့လိုအပ်နေတယ်ဆိုတာလေးကိုလည်းကြားရတယ်ပြီးတော့ 4တဲ့ sorry the moon နဲ့နော်ကိုယ့်ရဲ့ image တွေကိုကိုယ်အကောင့်တွေဖော်နိုင်လိမ့်မယ်ဒါပေမဲ့အကြောက်တရားတွေနော်ကိုယ့်ရဲ့မသိစိတ်ထဲမှာရှိနေတဲ့ပိတ်မိနေတဲ့အရာတွေဟောတော့လားဒီမှာ insecurity မလုံခြုံမှုတွေဒါတွေကိုကိုယ်ကဖိပြီးဖို့လိုတယ်78ကိုလည်းကိုယ်ကအရင်နှစ်ထဲမှာကိုကအမြင်များနေနိုင်တဲ့လူတစ်ယောက်ပဲဖြစ်တယ်နော်ဒီမှာဆိုလို့ရှိရင်လည်း the pathway may not be clear but my intuition lies the way one step at a timeကိုယ့်ရဲ့ intuition ကလမ်းညွှန်တဲ့အတိုင်းသွားပါကိုယ့်ရဲ့ထိုက်တန်တဲ့ relationship ကကိုယ်ရှိမှစောင့်နေပါမယ်ဆိုတဲ့ခံစားချက်ကိုလည်းဒီမှာရရှိတယ်ဟုတ်ပြီနော်တိတ်ကောင်းတဲ့အရာတွေလာဖို့ရှိပြီမလားဒီအကြောက်တရားထဲမှာပိတ်မိနေတဲ့ဒီ group 3ခုလုံးတော့တော်တော်များရင်ထဲမှာလေဒါဟာချက်ကြရာမှာကြီးစကားတော့ထက်တယ်ဘယ်လိုပဲတနည်းအားထဲမှာပိတ်မိနေလဲဆိုတာကိုလေကိုယ့်ရဲ့အတိတ်ထဲမှာပိတ်မိရမြဲဒါမှမဟုတ်အတူဒီခံစားချက်ကိုထုတ်ဖို့မပြောရေးပဲနဲ့ဘယ်လိုတောင်းဘယ်လိုထုတ်ပြောရမလဲမသိတဲ့လူဟာလိုမျိုးလေးကိုခံစားရတယ်နော် fighting မှာနော်အရာအလုံးအဆင်ပြေသွားမှာပါတိတ်လည်းမကြောက်ပါနဲ့နော်ကို relationship ထဲမှာကိုယုံကြည်မှု set confidence ကိုထားလိုက်ပါဒီ relationship ထဲမှာရှိကိုယ့်ရဲ့အမြင်ကိုဒါကိုထားတဲ့ကိုအပေါ်ရဲ့အမြင်ကိုအရင်ပြောင်းမှာဖြစ်ပါတခြားလူစီကိုမပြောင်းလဲပါနဲ့တခြားလူကကိုပေါ်ထားတဲ့အမြင်ကိုပြောင်းလဲမယ်ဆိုလို့ရှိရင်တော့မဖြစ်နိုင်ဘူးလေဖြစ်ပါနော်အရန်ကြီးခံစားလိုက်ရတယ်ပေါ့နော် group 3သမားတွေကလည်းအရန်နှွေးထွေးမှုအရန်လိုချင်နေတယ်ဆိုတဲ့ခံစားချက်ကိုလည်းရတယ်ဒါ emotion ရဲ့ heart chakra နေပြီးတော့ခံစားလိုက်ရတဲ့အရာနော်တကယ်ပဲအရန်နှွေးထွေးမှုလေးတွေကိုလိုချင်နေတယ်ဒါပေမဲ့ကိုအရင်ပေးလိုက်ပါကိုကနေအရင်စပေးလိုက်ပါနော်ကိုအရင်ချစ်လိုက်ပါနော်ဟုတ်ပြီနော်ကိုကနေအရင်ဆိုင်ပါလို့လည်းအချိန်တိုင်းခုနကစကား3ခေါက်ထပ်ခါပြောမိသလိုပဲเนาะကိုအရင်ဆိုင်ပါကို focus လုပ်ပါဆိုပြီးတခြား reading တွေနားထောင်လဲပဲဒီစကားကိုပဲအချိန်ကြားရပါလိမ့်မယ်ဒါပေမဲ့ emotion ခံစားရတဲ့လောက်က group 3သမားတွေအတိုင်းထိုင်နေပါတယ် not switch မပြောင်းလဲထားသေးဘူးလို့ခံစားရတယ်ဒါမှမဟုတ်ချီထဲမှာပဲကိုပိတ်မိနေပြီးတော့ကို focus မလုပ်မိနိုင်တာမျိုးလေးဒီလဲဖြစ်နေတယ် yes ဒီ relationship ကအလုံးဝခါမစ်တော့မဟုတ်ဘူးမကောင်းတာလည်းမဟုတ်ဘူးတိုးတော့ကိုကအဲ့ထဲမှာဆုံးရှုံးမှကြောက်တဲ့စိတ်မျိုးနဲ့ပိတ်မိနေတာမျိုးလေးတွေမျက်စိမိတ်ထားပြီးမှဘယ်လောက်မှမပြေကိုလှုပ်ရှားရှိလို့ကိုလည်းကို focus မလုပ်တော့ဘူးမျက်စိမိတ်ထားပြီးမှဒီ two of night လို့ပဲအဲ့ဒီလိုခရော့လုပ်ပြီးတော့မှနေနေတာဒီဟလားဒါတွေကိုလည်းတွေ့ရတယ်ဆိုတော့ self focusing အရင်ရေးနဲ့ကိုလိုချင်တာအဆောင်ယူဖို့လိုတယ်ပြီးတော့ grounding ဖြစ်ဖို့တိတ်ကိုလိုတယ်ဒီ pentacle ဆိုတာလေနော် physically ကိုပြောချင်တယ်ငွေကြီးart ကိုပြောတာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ဒီ aboundant energy ကိုပိုင်ဆိုင်ဖို့ဒီကိုယ့်ကို sub block ကိုထားခြင်းကိုယ့်ကို satisfy ကိုထားခြင်းရတာလေ aboundant energy ကိုပို့ပြီးတော့ပိုင်ဆိုင်ရမှာလည်းဖြစ်တယ်ပေါ့နော်ကိုကကျောင်းသူတယောက်လည်းဖြစ်နိုင်တယ်ဒီထဲမှာဆိုလို့ရှိရင်လည်းကိုတခြားတင်တန်းတစ်ခုကိုတက်နေပြီ education တစ်ခုကိုတက်နေပြီတော့မတင်တန်းတစ်ခုတက်နေပြီစသဖြင့်အမျိုးမျိုးတော့ဖြစ်နိုင်တယ်ဒါပေမဲ့ငယ်လေးရဲ့ group 3ထဲမှာပါလေငယ်လေးရဲ့လူတွေလည်းများတယ်ငယ်သေးပါတယ်နော်ဒီ relationship ဒီအဆုံးတစ်ခုမဟုတ်ပါဘူးနော်ကိုတက်မှာကောင်းခဲ့တဲ့ relationship တစ်ခုကိုပိုင်ဆိုင်ခဲ့ရတယ်ဆိုတော့ဒါမှမဟုတ်ကိုရဲ့တခြားလူတွေကကို belief မျိုးမယုံကြည်ခဲ့ဘူးဆိုလို့ရှိရင်တခြားလူတွေကိုလိုက်ရင်ပြောင်းလဲဖို့မကြိုးစားပဲကိုယုံကြည်ဖို့တဲ့အရင်စပြီးလုပ်လိုက်တာကပိုပြီးကောင်းတယ်ဆိုတဲ့ခံစားချက်တွေကိုလည်းရရှိရနော် group 3တည်းငယ်ပါသေးတယ်ကြီးအသက်ကြီးလူပါခဲ့ရဆိုလို့ရှိရင်တော့လေအရင်မကြီးပါဘူးလေ30ကျော်လောက်ပဲရှိအောင်ပါမဟုတ်လား
yes stay young တရားမတိုင်ခင်50တဝက်လောက်မရောက်ခင်ငယ်တာပဲဒါငယ်လိုက် yes stay young ကိုရဲ့အစိတ်ကိုငယ်ရွယ်တဲ့နှုတ်ပြတဲ့စိတ်နဲ့ပဲထားပြီးတော့မှကိုလို့ရရှိတော့ကိုပို့ပြီးတော့ကြိုးစားဒီတခြားလူတွေကဒီအသက်ရွယ်နဲ့ဘယ်လိုလုပ်ပြီးတော့ရှိတဲ့ကိုလိုရှင်တာလဲဘာလဲညာလဲစသဖြင့်တို့ရဲ့အမြင်တွေကတော့ဒီလိုကွဲပြားနေမှာပဲဒီလားဒါမှလေအဲ့ဒီအမြင်တွေကိုစိတ်တွေကိုထည့်ပြီးတော့ကိုမထိုက်တန်တော့ဘူးဆိုတဲ့ပုံစံနဲ့ကိုဓာတ်နေတယ်လို့တော့မဆိုင်နဲ့တို့မြင်နေကို don't care and ကိုထားနေတဲ့အမြင်ကိုကမထိုက်တန်ဘူးကိုဒီလိုမြင်လိုက်ရင်ကိုရဲ့ဒီမထိုက်တန်တဲ့ relationship တွေမှာပဲကိုပိတ်မိနေတော့မှာပေါ့ဒီအကြောက်တရားတွေထဲမှာပိတ်မိနေမှာပေါ့စသဖြင့်ဒါတွေကိုဖယ်ပေးဖို့လိုအပ်တယ်နော် okay ကြောက်တော့မယ်တဲ့နေရောလေးတည်းတဲ့အောင်မြင်မှုတဲ့နီးနေပြီတဲ့ကိုရဲ့အတိတ်ကသင်ခန်းစာကိုယူလိုက်ပါတဲ့ကိုရဲ့ root chakra ပတ်ပုံကိုရဲ့ခံစားချက် okay ဒါကို self focusing ကိုလုပ်ဖို့ပဲပို့ပြီးတော့ပြောနေတယ်နော်ဒီအချင်းကြီးထဲမှာဆုံးရှုံးမလားဆိုတဲ့ကြောက်တဲ့စိတ်ထက်ကိုပို့ပြီးတော့ focuses ကိုလုပ်တင်တယ်လို့လေပြောနေတယ်ကိုပို့ပြီးအာရုံစိုက်တင်တယ်ပေါ့ကွယ်အေးချမ်းတဲ့ခံစားချက်မျိုးငြိမ်တဲ့ခံစားချက်မျိုးပို့ပြီးတော့မှ emotion ခံစားရတယ်နော်ဝုန်းတိုင်းဖြစ်နေတာထက်စားလို့ရှိရင်လေနော်ကိုယ့်ရဲ့ chakra က heal ဖြစ်လာပါလိမ့်မယ်ကိုယ့်ရဲ့စိတ်နှလုံးက heal ဖြစ်လာပါလိမ့်မယ်ကိုနော်စင်ပြေလာပါလိမ့်မယ်နော်ခုထပ်လာလိမ့်မယ်နော်အပြောင်းလဲကိုလက်ခံလိုက်ပါအပြောင်းလဲကိုလက်ခံလိုက်ပြီဆိုတာနဲ့တင်ကိုယ့်ရဲ့ဆန္ဒတွေဒီမှာ full face နဲ့ပဲနော်ဟုတ်လားတိုင်ဆိုင်ရမှာဖြစ်ပါတယ်တချို့တော့ဒီမှာအသက်20နှစ်လည်းရှိမယ်16နှစ်လောက်မှ16နှစ်လောက်ရှိသေးတယ်16နှစ်ဆိုလို့ရှိရင်ပိုတော့ငယ်အောင်မယ် okay never mind about the age not 38လည်းဖြစ်ခြင်းဖြစ်သွားနိုင်တယ်39လည်းဖြစ်ခြင်းဖြစ်သွားနိုင်တယ် yes stay young even 100 years oh okay even 99 years you deserve true love you still deserve true love you can love yourself you can love the ages without the ages is doesn't matter ဆိုတဲ့ခံစားချက်ကိုလည်းရတယ်နော် just you will deserve it နော် okay ဒီမှာဒီ root chakra ဒီလိုဖြစ်နေမဲ့အစားဒီမှာအရောင်ကအတူတူပဲ okay ဒါ root chakra လို့ပြောရဲဆိုတော့အဲ့ဒီအစား instead yes no instead yes no အစား yes နော်ကိုယ့်ရဲ့ဒီအတွင်းထဲမှာရှိနေတဲ့ balances ကိုပို့ပြီးတော့ညှိယူလိုက်ပါ balance is အရင်ဖြစ်အောင်လုပ်လိုက်ပါဆိုတဲ့ခံစားချက်ကိုပို့ပြီးတော့ရတယ်ဒီမှာ default မကောင်းလားဆိုတော့အရန်ကောင်းတယ်ဘယ်လိုသားရေးဆက်ဆက်မိလဲဆိုတော့ဒီလိုသားရေးဆက်ဆက်မိတယ် okay jump in ချက်ကဘာတော့ခုံချပလိုက် not suicide I am not recommending the suicide okay ငါ trouble ပဲကြားတယ်ဟုတ်လားခီးသွားလာဖို့လည်းရှိရအဲ့ဒီမှာကိုယ့်ရဲ့ချစ်ချင်းမြတ်တာအတက်ကိုကတွေးရဖို့လည်းရှိပါတယ်ဆိုတော့ကိုယ့် outside အပြင်ထွက်ပါဆိုတော့လည်းခံစားရတယ်နော်အဲ့တော့ okay ကိုယ့်ရဲ့ဒီမတိခဲ့အောင်ငယ်ဘဝတော့ကိုချစ်ခဲ့တဲ့ຢာရှိုးရတယ်ကိုယ့်ရဲ့အတူရောင်ထဲမှာပိတ်မိနေတာတကယ်ရှိတာလည်းဟုတ်ချင်မှလည်းဟုတ်လိမ့်မယ်ကိုကဒါရုပ်ကဘာကြီးလို့ထင်ခဲ့မိတဲ့အရာတွေလည်းရှိလိမ့်မယ်ဒါပေမဲ့တကယ် the world you are okay you are the universe of you so what I've been working for is already done တင်အတွက်လိုအပ်မဲ့တကယ်ချစ်ချင်းမြင်တာတကယ်ဆက်မှန်ကရှိပါစောက်နေပါပြီ well like that နော် relationship အတိတ်တစ်ခုတည်းကိုစပြီးဝင်ဖို့လည်းရှိပါတယ် relationship ထဲမှာရှိတဲ့လူတွေကလည်းအချင်းချင်းမြင်ကွဲပြားမှုတွေရှိရဆိုလို့ရှိရင်ပုံပွင့်လင်းလင်းပြောဆိုဖို့အတွက်လိုအပ်တယ်လို့လေအရန်ကိုခံစားရတယ်ပေါ့နော်group 3ကလေမြများဆဆပြောစရာတော်ရုံကိုမလိုအပ်နေတော့အချိန်ချင်းပြောပြီးသားလို့ဖြစ်နေခုနစကား3ခေါက်ထပ်ထားသလိုပဲနော်အချိန်ချင်းပြောပြီးသားပါ you just didn't do it သင်ကမလုပ်သေးတာပဲရှိပါတယ်တဲ့နော်တင်ကအဖြူတည်ပြီးသားဖြစ်နေပါတယ်
ဒါပြောင်းလဲမှုကိုလက်မခံနိုင်တာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ဒီ illusion တွေထဲမှာကိုတော့ဖိတ်ပြီးနေတာမျိုးလေးတွေအသက်စားတင်မှုကိုကြောက်နေတာမျိုးလေးတွေတကယ်လို့မဖြစ်နိုင်ဘူးဆိုရှင်တကယ်လို့မဟုတ်ရင်ဆိုတာမျိုးတွေနဲ့ကြောက်နေတာမျိုးလေးတွေရှိပါတယ်တဲ့နော်ပြောရမယ်ဆိုလို့ရှိရင်ဒီ group 3 တမားတွေကပေါ့နော် relationship တစ်ခုတည်းကိုရောက်ဖို့လေးရှိတယ်ကို self love ကို focus လုပ်ပြီးမှတည်းကောင်းမွန်တဲ့ဒီ relationship တစ်ခုကိုထပ်ပြီးတော့မှဒီလိုပိုင်ဆိုင်ရလိမ့်မယ်လို့ပြောတာကိုလည်းရှိတယ်နော်ကိုကဒီ relationship ကအရင်အဟောင်း relationship ကနေပြီးတော့ကိုပိတ်မိထားတဲ့ဒီအတိတ်ဘဝ relationship ပဲဖြစ်စေဘယ်နာ relationship ပဲဖြစ်စေတာဟာလူမျိုးဟိုလိုဟတ်တယ်ဆိုဒီလိုမျိုးခံစားချက်ကလေးပို့ပြီးတော့မှရတာတယ်ဆိုတော့ဒီလို loyalty relationship ကလေးကိုလည်းတခြားပေါ်ပိုင်ဆိုင်ရမှာဖြစ်ပါတယ်เนาะ stable ဖြစ်မဲ့ relationship တခုကိုပိုင်ဆိုင်ရဖို့တခြားပေါ်ရှိနေတယ်ဆိုတာလေးကိုလည်းတွေ့ရတယ်ဆိုတော့လေဒီမတကတည်းကဒီ group 2 သမားလေးတွေအတွက် group 3 သမားလေးတွေအတွက်ပေါ့နော်ပို့ပြောချင်တာကကိုကလေအတူကြီးထဲမှာပဲမပိတ်မနေဖို့လိုတယ် action လှုပ်ဆောင်မှုတွေအရန်ကြီးပဲလိုအပ်နေတာကိုအရန်ကြီးတွေ့ရတယ်ကိုယ့်ဒီ root chakra တွေထဲမှာရှိနေတဲ့အရာတွေကိုလည်းပဲကိုကထုတ်ပေးဖို့လိုအပ်တယ်ဘာဖြစ်လို့လဲဆိုတော့ကို့မှာလည်းအရန်ကြီးမားတဲ့ကောင်းမွန်တဲ့ relationship တွေကိုပိုင်ဆိုင်ရဖို့ရှိတယ်တိုးတော့ကိုငွေကြီးပိုင်ဆိုင်ရမှာဖြစ်တဲ့ relationship မိသားစုကဒီချစ်ချင်းမေတ္တာထဲမှာဆိုရင်ဒီလိုကိုငွေကြီးရမိခေါ်ရလိမ့်မယ်စသဖြင့်ဒီလိုတတ်မှတ်ထားတဲ့အရာတွေဒါမှမဟုတ်ဒီကိုရဲ့မိသားစုထဲမှာဘယ်လိုမျိုးကြုံတွေ့ခဲ့ရလဲဆိုကိုကလည်းဒီလိုကြုံတွေ့ရမှာလားမသိဘူးဘယ်လိုဒီလိုဆိုလို့ရှိရင်ငါဘယ်လိုရမသိဘူးငါဘယ်လိုရွေဒီလိုဖြစ်မှာလားမသိဘူးစသဖြင့်ဒီလိုတွေရှိနေနိုင်တယ် but you know I believe that you deserve it เนาะကိုယုံကြည်တယ်တင်ကလုံးဝထိုက်တန်တယ်ကိုတကယ်လုံးဝထိုက်တန်တယ်လို့ခံစားဒီမှာလုံးဝအင်္ဂလိပ်လိုသုံးမိနေတယ်ပြတော့ group 1 group 2ဒီမှာအိမ်မတဲ့ကလုံးဝအင်္ဂလိပ်လိုသိပြီးမသုံးထားဘူးဆိုတော့ဒီမှာပြောမိနေဆိုကြတဲ့ကွာလေတေချာပေါ့နည်းနည်းလေးနူးတယ်ထဲမှာပါပါလိမ့်မယ် group 3ရတယ်เนาะဒီမှာအရန်ကြီးစိတ်ပင်ပန်းမခံဖို့လည်းပြောနေရလေးတို့လည်းတွေ့ရတယ်เนาะကို release လုပ်ပြီးဖို့ကိုရဲ့ဒီဖြစ်ခဲ့တဲ့ release လုပ်ပြီးဖို့ဒီစာထည့်တဲ့သင်ခန်းစာတွေရှိတယ်ဆိုတော့ကိုကအဓိကကို self focusing လေးတွေပို့ပြီးတော့လုပ်ပြီးဖို့လိုအပ်တယ်ဘာလို့လဲဆိုတော့ဒီ relationship ထဲမှာကိုကဘာလို့ဒီနော်ဒီ relationship ရှိပြီးသားလူတွေဆိုလို့ရှိရင်ပဲဖြစ်ဖြစ်ကိုကပြဿနာဖြစ်တယ်ဆိုလို့ရှိရင်ဘာကြောင့်လဲဆိုတော့လေဒီပြဿနာကနော်ကိုအတွေ့အကြုံမှာရှိနေတဲ့အကြောက်တရားအကြောင်းဖြစ်လို့တခြားလူဘက်မှာလည်းအဲ့လိုမျိုးရှိတိုင်းတယ်ဆိုတော့နှစ်ဖက်ညှိနှိုင်းဖို့ဆိုတာဒီကိုအမြင်တစ်ဖက်တည်းကနေပြီး ego တအတိုင်းပဲကိုယ့်ရဲ့အတ္တအတိုင်းပဲသွားပြီးတော့မှညှိလို့မရဘူးကိုယ့်ရဲ့ ego ကကြောက်တယ်ဆိုလို့ရှိရင်ကိုကဒီလို relationship တစ်ကိုမဝယ်နိုင်ရင်ကိုယ်နဲ့ထိုက်တဲ့တဲ့အရာတွေကိုကိုဆုံးရှုံးသွားနိုင်တာဖြစ်တဲ့အတွက်ဒီ ego ကိုလည်းပဲ healing လုပ်ဖို့လိုအပ်တယ် ego တွေကိုချပေးဖို့လိုအပ်ပါတယ်ဒီနှစ်ယောက် relationship က soulmate တွေနဲ့လည်းခံစားချက်ရှိတဲ့အတွက်ကြောင့် soulmate relationship ကိုလည်းပိုင်ဆိုင်ရမှာပဲဖြစ်တဲ့အတွက်ကြောင့်เนาะဒီလူနဲ့ကိုနဲ့စတွေ့လိုက်ပြီဆိုကြတဲ့ကိုမှ healing လုပ်ချက်တွေအများကြီးပေါ်လာတာမျိုးလေးဒီလူနဲ့ကိုနဲ့စတွေ့လိုက်ပြီဆိုကြတဲ့ကိုရဲ့ဒီတရားတန်ချက်တွေကိုပို့ပြီးတော့မှ link ထင်ပြတာမျိုးလေးတွေအများကြီးတွေ့ရနိုင်တဲ့ဒီထူးခြားတဲ့ relationship တခုကိုကိုတေးသမားလေးတွေကပိုင်ဆိုင်ရမယ်ဆိုတော့လည်းခံစားရတယ်ခုနကိုကသူနဲ့တွေ့လိုက်တာနဲ့တင်ကိုပဲကိုရဲ့ဒီ hair လောက်ရမယ်ကိုသားရမယ်အရာတွေကပေါ်လာတယ်စသဖြင့်ဒီလိုဟာမျိုးတွေနဲ့တွေ့ရတဲ့ဒီ mirror relationship twin flame စသဖြင့်ဒါတွေတွေ့ရဖို့လည်းရှိတယ်ပြီးအတိတ်ကပြီးခဲ့တဲ့အရာကလည်းကိုနဲ့ကားမျိုး relationship တွေကကိုနဲ့တွေ့ခဲ့တာမျိုးတွေစသဖြင့်ဒါတွေကိုလည်းပဲရှိတယ်ဆိုတော့ group 3 သမားလေးတွေကစပြီးကိုလို့တင်တာကိုလှုပ်ဆောင်လိုက်ပါ physically ကိုယ့်ရဲ့ဒီ love life ကျမကြီးကိုယ့်ရဲ့စိတ်ကျမကြီးကိုယ့်ရဲ့နော် physically ကျမကြီးဆိုတဲ့ဒီကျမကြီးရောနော်ပြောထားတဲ့ခံစားချက်ကဘယ်လိုခံစားရလဲဆိုရင် family love life ကိုယ့်ရဲ့ကျမကြီးကိုယ့်ရဲ့ရှိရေးကိုယ့်ရဲ့ငွေကြီးစသဖြင့်ဒီဟာတွေအကုန်လုံးကို stably balance ဖြစ်ဖို့အတွက်လုပ်ဖို့လိုအပ်တယ်လို့လည်းခံစားရတယ်ဒီမှာမောနေရဆိုတဲ့ခံစားချက်ကိုကြားတယ် energy drain ပေါ့ဆိုတော့ဒီမှာ energy drain ကိုလည်းခံ
ခံစားလိုက်ရတယ်ဒီလားဆိုတော့လေကိုယ် energy တွေ drain ဖြစ်နေတာလေးတွေကိုယ် energy အရင်ကြာနေတာတခြားလိုနေရာမှာကိုယ် focus အရင်ထားတဲ့အခါမှာကိုယ့်ရဲ့ energy တွေကအဲ့လိုတကူကြာနေတာမျိုးလေးတွေ energy အတက်အကျများရဆိုကိုပို့ပြီးတော့မှ focus လုပ်ပြီးကို boundary တွေခတ်ဖို့လည်းလိုအပ်နေတယ်ဆိုတဲ့ message ကလေးကိုလည်းရတယ်ဆိုတော့ဒီ relationship ထဲမှာကိုကရှိနေရလို့ဆိုလို့ရှိရင်လေနော် boundary ခတ်ဖို့တွေဒါလေးတွေလိုအပ်နေတယ်ကိုကစီးချုပ်ခွင့်အမြဲတမ်းပေးကြလို့ဖြစ်နေလို့ကို boundary ခတ်ဖို့အတွက်လိုအပ်နေတယ်ဆိုတဲ့ဒါလေးကိုလည်းလုံးဝအပြည့်အဝကိုခံစားရတယ်โอเคနော်ဆိုတော့ဒါကတော့ကိုလိုရဲ့ message ကိုကိုဒီသမားလေးရလိမ့်မယ်တော့ emote မျောလင်းတယ် emote ကခံစားနေရတဲ့အတိုင်းမြင်ရတဲ့အတိုင်းကိုပဲတည့်ရပြောပေးတာဖြစ်တဲ့အတွက်ကြောင့်လုံးဝ answer တွေကတော့ရှင်းနောက်ဒါမှမဟုတ်အဖြေကိုင်းနေတဲ့ဟာလေးတွေအနေငယ်ဒါမှမဟုတ်ဒီလိုရောထွေးရလေးတွေတော့ရှိနေနိုင်တယ်โอเคဆိုတော့ကိုယ်နဲ့ကန့်ညီတဲ့အဖြေလေးပဲကိုကယူနေချင်တယ်ဆိုတော့ emote ကဒါက collective energy ဖြစ်တဲ့ကြောင့် emote ဒီမှာရှုပ်ထွေးနေတဲ့ခန္ဓာကြီးတွေကိုရနေတယ်ဆိုတော့ okay ချုပ်ထွေးမှုတွေကကိုယ့်ရဲ့စိတ်ထဲမှာပဲဖြစ်နေတဲ့ချုပ်ထွေးမှုတွေပဲဖြစ်ပါတယ်เนาะဒီကစားချက်ကလေးကိုလည်းမို့တယ်နောက်ဆုံး messages အနေနဲ့ပေးလိုက်ချင်သေးတယ်ဆိုတော့ကိုယ့်ရဲ့ abounded energy ကိုယ့်ရဲ့ငွေကြေးကိုပို့ပြီးတော့မှအရင်အာရုံစိုက်တဲ့နေဆိုတော့ဒီ knife of pentacle card ကိုလည်းရထားတာဖြစ်တဲ့အတွက်ပြ knife ဒီ1ဆိုတော့เนาะကိုယ့်ရဲ့ creativity ကိုယ့်ရဲ့ဖန်တီးမှုတွေနဲ့ကိုယ့်ရဲ့ဒီစီးပွားရေးကိုယ့်ရဲ့ဒီပညာရေးကိုယ့်ရဲ့ learning ကိုယ့်ရဲ့ creativity စတဲ့ဓာတ်တွေကိုပိုပြီးတိုးပေါအောင်အရင်လုပ်တဲ့နေဒါပြီးမှဒါလည်း relationship ဘက်ကိုဆက်ပြီးတော့မှကိုယ့်ရဲ့ဒီ healing ဘိုင်းတွေကိုဆက်လိုက်ရှိဖြည်းဖြည်းချင်းသွားနေရင်းနဲ့ပေါ့နော်ဒါမှပဲဒီလိုမျိုးအစ်စတင်လိုက်ပါဒီအတိတ်တွေမှာမပိတ်မိပဲနဲ့စပြီးတော့စတင်လိုက်တာနဲ့တယောက်ဒီလိုကောင်းမွန်တဲ့အရာတွေကိုပိုပြီးပိုင်ဆိုင်ရလိမ့်မယ်ဆိုတော့ဒီလိုမျိုးခဏချက်ကလေးကိုရရှိရပါတော့ဆိုတော့ဒါက group သမားလေးတွေအတွက် love messages ကလေးပဲဖြစ်ပါတယ် love messages ဒီ self love messages ကိုလည်းဦးစားပေးသွားသလိုနော် relationship messages ကိုလည်းပေးသွားသလို family messages မိသားစုနဲ့ပတ်သက်တဲ့ messages ကိုလည်းကိုယ်ကရရှိသွားမယ်လို့လည်းမျှော်လင့်တယ်ဒီ3ခုပေးသွားလို့တော့ emote ခံစားလိုက်ရတယ်ဆိုတော့ comment မှာလေးပဲမှတ်ခဲ့ကြပါဦးနော် emote ကျေးဇူးတင်ပါတယ် subscribe လုပ်ပေးလို့လည်းကျေးဇူးတင်ပါတယ် comment ရေးပေးလို့လည်းကျေးဇူးတင်ပါတယ်နော် like ပေးတဲ့လူတွေတော့လည်းကျေးဇူးတင်ပါတယ်ကြည့်ရှုပေးတဲ့လူအားလုံးကိုလည်းကျေးဇူးတင်ပါတယ်နော်ကောင်းမွန်တဲ့နေ့ရက်ကလေးကောင်းမွန်တဲ့ရှင်းရှင်းမြတ်တာတွေကိုပိုင်ဆိုင်ရရှိပါစေ